လာပါတစ္ဆာရွှေစီစီရတော့ဤတရားတော်များစတင်နိုင်ယူကြရတော့မှာဖြစ်ပါတယ် တေထာပိဘိကဝေစတ္တာတော့အတိဝိတာဥက္ကတေတာဂောရဝေတာယဟန်တို့တဲ့ဥပမာပြောမယ်လောကမှာအလွန်အစိတ်ပြင်းတဲ့အတိဝိတာဥက္ကတေတာဂောရဝေတာလျင်သောအစိတ်ရှိတဲ့ထက်သောအစိတ်ရှိတဲ့ကြိုက်လိုက်လို့ရှိရင်လျင်သောအစိတ်ဆိုတာတန်းကလေးလဲတော့အောင်အစိတ်ပြန့်တာအရန်မြန်နေပေါ့နော်ပြန့်သွားပြီဆိုလို့ရှိရင်လည်းကုလို့မရတော့ဘူးအစိတ်ကအလွန်မှလည်းကျန်းတယ်ပေါ့နော်တချို့ဘုံဘုံတို့ငယ်ငယ်ကကြားဦးတာချို့မွေတွေငန်းတွေကြိုက်လိုက်လို့ရှိရင်ငန်းတစ်ပြန်အပြင်သွားမသွားနိုင်တော့တခါတည်းလဲသွားတယ်လဲပြီးရင်အဲ့ဒါတခါတည်းသတိတွေပါတွေမေ့ပြီးဆုံးသွားတယ်စတ္တာတော့အတိဝိတာဥက္ကတေတာဂောရဝေတာလျင်သောအစိတ်ရှိတဲ့ပြင်းသောအစိတ်ရှိတဲ့မွေကြီးလေးကောင်လောကမှာရှိတယ်တဲ့အထပုရိသောအကိစေယဇီဝိတုကာမောအမရိတုကာမောဒုက္ခကာမောဒုက္ခပတိပုလောအဲ့ဒီအချိန်မှာယောက်ျားတစ်ယောက်ရောက်လာတယ်ဘလို့ယောက်ျားတော့ဇီဝိတုကာမောအသက်ရှင်လို့တဲ့အမရိတုကာမောမသေးလို့ဒုက္ခကာမောချမ်းသာလို့တဲ့ဒုက္ခပတိကုလောဆင်းရဲဒုက္ခကိုမလိုလားမသေးလို့တဲ့အသက်ရှင်လို့တဲ့ချမ်းသာလို့တဲ့ဒုက္ခကိုကြောက်တဲ့လူတစ်ယောက်ရောက်လာတယ်တဲ့စကားပြောတာအရန်စစ်သက်တယ်နော်အဲ့ဒါမြတ်စွာဘုရားကတော့သူကအသေးစိတ်ဇလန်းသဘောမျိုးလေးကိုမဟောဘူးဒါပေမဲ့အထက်ကရာထဲမှာအသေးစိတ်ဖွင့်ပြတယ်အဲ့ဒါလေးကိုမင်းကုန်းဆိုတော်ဘုရားကြီးကအသေးစိတ်ကလေးပြောပြတယ်အဲ့ဒီဇလန်းသဘောလေးကိုအရင်နားထောင်ရမယ်နော်ဘုန်းတို့ရှေးခေတ်ကဘယင်နေစော်ွားတွေဆိုတာနန်းတော်မှာအလွန်အစိတ်ပြင်းတဲ့မွေတွေကိုမွေးထားတဲ့သဘောရှိတယ်တဲ့ဘာလို့ဖို့မွေးထားတာတုံးဆိုရင်နော်တစ်ဖက်နိုင်ငံကရန်သူတွေနဲ့စစ်ပွဲဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီမွေတွေကိုလက်နက်အနေနဲ့ရန်သူစစ်တပ်ထဲကိုပစ်ချပြီးတော့တိုက်ခိုက်ဖို့တခါကိုတကယ်လို့စစ်ရှုံးသွားပြီမနိုင်တော့ဘူးဆိုလို့ရှိရင်အဲ့ဒီအလွန်စိတ်ပြင်းတဲ့မွေသေးသေးလေးတွေရဲ့အကိုက်ခံပြီးတော့ကိုအဆုံးရှိရင်ဖို့အဲ့လိုရည်ရွယ်ချက်နဲ့မွေတွေမွေးထားတာရှိတယ်တဲ့အဲ့ဒါတနေ့တော့အဲ့ဒီရှင်ဘုရင်ကတေတံကြထားတဲ့တေမိတ်ကြထားတဲ့ရာဇဝသားတယောက်ကိုဘာပြောတုံးဆိုတော့နော်မင်းတကယ်လို့မသေးခြင်းဘူးဆိုလို့ရှိရင်ဟောဒီမွေကြီးလေးကောင်ကိုမင်းပြုစုစောင့်ရှောက်ပြီးတော့နေအမှန်ကမသေးသေးခြင်းလို့မဟုတ်ဘူးဒုက္ခရောက်ပြီးတော့အမှဲ့ကြွေချွေခြင်းတာသူကနော်ဆင်းရဲဒုက္ခကိုကြာကြီးခံပြီးတော့ဒုက္ခရောက်စေခြင်းလို့အဲ့လိုလှုပ်တာမင်းဒီမွေကြီးလေးကောင်ကိုအချိန်မှန်မှန်အိတ်တန်းတက်ပေးမယ်အချိန်မှန်မှန်ရေချိုးပေးမယ်အချိန်မှန်မှန်ကျွေးမယ်အချိန်မှန်မှန်နိုးထစေမယ်ဒီမွေကြီးလေးကောင်ရဲ့ဝေယဝစ္စကိုမင်းလုံနေဆိုပြီးတော့သူ့ကိုမွေကြီးလေးကောင်အနှင်းပေးထားလိုက်တယ်တဲ့ဟုတ်လားအဲ့လိုပေးလိုက်တဲ့အခါကျတော့ဒီရာဇဝသားကမွေကြီးလေးကောင်နဲ့အမြဲတမ်းအတူတူနေရတယ်အတူတူနေတော့မွေကြီးတွေနဲ့ရင်းနှီးဒါမွေကြီးတွေကတခါလေးလေပင်ပတ်လက်မောင်းပတ်အဲ့ကြာတော့ तू ကတန်ရောစင်ဖြစ်လာပြီးတော့လေပင်ပတ်ထားဆိုဆွဲကြိုးကြီးများဆွဲထားတယ်လို့သူ့စိတ်ထဲမှာတချို့မွေချစ်တဲ့လူတွေရှိတယ်ဟုတ်လားနော်လက်ပတ်ထားတာကိုလည်းလက်ကောက်ကြီးများဝတ်ထားတယ်လို့သူ့စိတ်ထဲမှာအဲ့လိုခံစားရတယ်အဲ့ဒါမွေတွေကိုချစ်နေတာအဲ့လိုမွေကိုချစ်တဲ့အချိန်မှာပညာရှိယောက်ျားသူ့ရဲ့အကျိုးကိုလိုလားတဲ့နော်မိတ်ဆွေကောင်းကရောက်လာပြီးတော့ပြောတယ်တဲ့မောင်ယောက်ျားဒီမွေကြီးလေးကောင်ကိုမင်းကအဟုတ်ထင်တယ်တကယ်စင်စစ်ဒီမွေလေးကောင်ကအလွန်စိတ်ပြင်းတဲ့မွေကြီးတွေအဲ့ဒါသူတို့စိတ်ဆိုးလို့စိတ်အခက်မသိလို့မင်းကိုကြိုက်မယ်ဆိုရင်သေခြင်းလဲသေလိမ့်မယ်သေကောင်ပေါင်းလဲဒုက္ခလဲရောက်ခြင်းလဲရောက်လိမ့်မယ်ဒါကြောင့်ဒီမွေလေးကောင်အိပ်ပျော်နေတော့မှအသာချပြီးတော့မင်းပြေးလို့ခိုင်းနေတဲ့ဟုတ်လားအဲ့ဒီကြတော့မှသူကအော်ဒါအလွန်စိတ်ပြင်းတဲ့မွေတွေပဲဆိုတာကိုတိကြောက်လန့်ပြီးတော့ဒီမွေလေးကောင်အိပ်ပျော်နေတော့မှအသာချပြီးတော့သူပြေးအချုပ်ခန်းကိုဖောက်ပြီးတော့ပြေးတယ်အဲ့လိုအချုပ်သားပြေးတယ်ဆိုတဲ့သတင်းစကားကိုဘုရင်ကကြားတဲ့အခါကျတော့ဘာလုပ်တုံဆိုတော့တရေးဖြတ်ရေးမှာအလွန်အစွမ်းထက်တဲ့လူသက်သမား9ယောက်ကိုလက်နက်ကိုစီအပ်ပြီးတော့အဲ့ဒီရာဇဝသားနောက်ကိုလိုက်ပြီးတော့တွေ့ရတဲ့ချိန်ဒါမဆိုင်တတ်ရမယ်လို့အမိန့်ထုတ်ပြီးတော့အာနာဘဂဝတ်သား9ယောက်ကိုအဲ့ဒီရာဇဝသားရဲ့နောက်ကိုလိုက်ခိုင်းလိုက်တယ်အဲ့လိုလိုက်ခိုင်းလို့အဲ့ဒီလူသက်သမား9ယောက်လိုက်လာတာကို तू မသိဘူးအဲ့ဒီအချိန်မှာပဲဘွားဆိုစောတော်ကမိတ်ဆွေကောင်းပေါ်လာပြီးတော့မင်းဖြည်းဖြည်းစီစီလုံမနေနဲ့မင်းပြန်မိသွားလို့ရှိရင်မင်းမွေကြီးလေးကောင်ကိုပြန်ထိန်ကြောင်းအောင်မဲ့အန်တရရှိတယ်အဲ့ဒါတွေမကဘူးအခုပိုးဆိုတာကလူသက်သမား9ယောက်ကလက်နက်ကိုကြီးနဲ့မင်းကိုတတ်ဖို့နောက်ကနေလိုက်နေတယ်
မင်းဒါကြောင့်တိုးပြီးတော့ပြေးပို့ပြီးတော့ဝါယာမစိုက်ပြီးတော့ပြေးလို့ခိုင်းတယ်အဲ့ဒါနဲ့ तू ဆက်ပြီးတော့ဝါယာမစိုက်ပြီးတော့ပြေးတယ်သူ့ရန်သူကတိုးလာတယ်မွေလေးကောင်နဲ့မကဘူးလူသက်သမား9ယောက်ကတိုးလာအဲ့လိုလူသက်သမားတွေလှုပ်တော်လဲပဲဒီရာသောသားမမိဘူးပြေးမြဲပြေးနေတယ်ဆိုတာကိုဘယင်ကသတင်းစကားကြားတဲ့ခါကျတော့ဘာလို့တုံဆိုတော့ဒီလိုဆိုလို့ရှိရင်တော့တိတိတာတာသူ့ကိုလူသက်သမားစေလှုပ်ပြီးတော့တတ်လို့တော့အောင်မြင်မှာမဟုတ်ဘူးအဲ့ဒီတော့သူနဲ့အတူတူငငယ်တွေကစလက်ပင်ဖက်ပြီးတော့ကြီးလာတယ်သူ့ရဲ့ငယ်တငယ်ချင်းရှိအဲ့ဒီငယ်တငယ်ချင်းကိုခေါ်ပြီးတော့မင်းမိသားစုတွေဘာမှမပူစေရဘူးစိတ်ချဒါပေမဲ့မင်းရဲ့တငယ်ချင်းကိုမင်းလှုပ်ကြံရမယ်ငယ်ပေါင်းကြီးပေါ်တငယ်ချင်းကိုတရှိုးဖြစ်နေခန့်အပ်တာနော်အဲ့ဒါလက်ဆွဲတော်တန်လဲကိုပေးပြီးတော့မင်းအဲ့ဒါသူ့ကိုတတ်နိုင်မယ်ဆိုလို့ရှိရင်စုတွေလက်တွေအများကြီးရမယ်ဆိုပြီးတော့အဲ့ဒီရာတော်သားရဲ့ငယ်တငယ်ချင်းကိုလှုပ်လိုက်တယ်တဲ့အဲ့ဒါကိုလည်း तू ကမသိဘူးဒါပေမဲ့မိတ်ဆွေကောင်းကသူ့ကိုပြောတယ်ဒီသတင်းကိုဘယင်ကမင်းကိုလူသက်သမား9ယောက်တည်းမကဘူးမင်းရဲ့ငယ်တငယ်ချင်းကိုအဲ့ဒါမင်းကိုတတ်ဖို့လှုပ်လိုက်တယ်အကယ်၍များငယ်တငယ်ချင်းနဲ့တွေ့ရင်အဲ့ဒီလူကအခွင့်သင့်ရင်မင်းကိုတတ်မဲ့လူမင်းနောက်ကျောဓာတ်နဲ့ထိုးမဲ့လူအဲ့ဒီလူကဒါကြောင့်ငယ်တငယ်ချင်းကိုမင်းသတိထားလို့ပြောတယ်တဲ့အဲ့တော့သူရန်သူကပိုးပြီးတော့ဘာဖြစ်လာတော့တိုးလာတယ်များလာတယ်အဲ့တော့သူရဲ့လုံလဝရိယကိုပိုးပြီးတော့စိုက်ထုတ်ပြီးတော့ပြေးရတယ်အဲ့ဒါလိုပြေးတဲ့အခါမှာခက်လန်းလန်းမှာရွာလေးတရွာတွေ့တယ်အဲ့ဒီရွာကိုကြည့်တဲ့အခါကျတော့အိမ်ကလေး6လုံးနဲ့နော်တီဆောက်ထားတဲ့ရွာကလေးအော်ဒီရွာထဲဝင်ပြီးတော့ငါခိုးအောင်မပဲရန်သူတွေရဲ့လက်ကလွတ်အောင်ဒီထဲကိုငါဝင်ပြီးတော့ပုံခိုးအောင်မပဲထမင်းမစားရတာလဲကြားပြီးကောင်းကောင်းမွန်မွန်မအိတ်ခဲရတာလဲကြားပြီးအဲ့ဒါနဲ့ရွာထဲဝင်ပြီးတော့အိမ်ကလေးတွေကြည့်လိုက်တော့အိမ်လေးတွေကလည်းစုပ်ပြတ်လို့ကောင်းတဲ့အိမ်တစ်လုံးမှမရှိဘူးအဲ့ဒါနဲ့အိမ်ကန်းထဲဝင်ပြီးတော့အိုးတွေခွက်တွေလှန်လို့ကြည့်တစ်တာလေးတွေအိုးတွေလှန်တစ်တာလေးတွေလည်းဖွင့်ကြည့်အကုန်လုံးကြည့်တဲ့အခါမှာဘာမှသူ့အတွက်နော်အာကိုအာရာပြုတ်ကြဘာမှမတွေ့ရဘူးစားစရာလည်းမရှိဝတ်စရာလည်းမရှိဘာမှမရှိဘူးအကုန်လုံးဟာလာဟင်းလင်းနေကြည့်ပဲအော်ဒီရွာလည်းပဲကြည့်ပါဦးဘာမှအာကိုအာရာပြုတ်စရာမရှိအဲ့ဒါလို့သူတခါတည်းထိုင်ပြီးတော့ခဏလေးအမောပြေနေတုံးရှိသေးတယ်စုသူညံ့ညံ့အတန်တွေကြားရတယ်ဘာတုံးဆိုတော့ဒီရွာကိုလာပြီးတော့နှိပ်စက်နေတဲ့မီးရှို့နေတဲ့ဓမြတွေရောက်လာတယ်ဓမြကလည်း6ယောက်အဲ့ဒီဓမြ6ယောက်ကလက်တစ်ဖက်လျင်မီးတုပ်တရုပ်စီကင်ပြီးတော့တယောက်ကိုတအိမ်နှုံးနဲ့အဲ့ဒီတဲကုတ်ကလေးတွေကိုမီးပြစ်တင်ပြီးတော့ရှို့တယ်တဲ့အဲ့ဒါသူခလန်းလန်းကနေပုံပြီးတော့ကြည်နေဩဒီရွာလေးမြန်ခိုးရမလားအောင်းမနေတယ်ကြည်ပါဦးဓမြတွေကလာပြီးတော့လူဆိုးတွေကမီးရှို့နေတယ်အဲ့ဒါနဲ့ဒီရွာတော့ငါနေလို့မဖြစ်ဘူးဆိုပြီးတော့အဲ့ဒီဓမြတွေမသိအောင်တခါပြေးပြန်တယ်အဲ့လိုပြေးတဲ့အခါမှာနော်ရေပြင်းကျယ်ကြီးတွေ့တယ်တဲ့ရေစည်းတန်နဲ့မြစ်တစ်ခုတွေ့တယ်အဲ့ဒီရေပြင်းကျယ်တွေ့တဲ့အခါကျတော့သူ့စိတ်ထဲမှာစဉ်းစားတယ်ဩဒီမြစ်ကိုဖြတ်ပြီးတော့ဟိုဘက်ကိုရောက်အောင်ကူးနိုင်မယ်ဆိုလို့ရှိရင်တော့ဒီဘရင်ရဲ့အာနာဇက်ကလွတ်ရနေရကိုငါရောက်ပြီဒီမြစ်ကိုဖြတ်ပြီးတော့ပြေးနိုင်မယ်ဆိုလို့ရှိရင်တော့ငါလွတ်ပြီကျွတ်ပြီပေါ့အဲ့တော့ဒီဘက်ကအန်ဒီတွေများလိုက်တာမွေကြီးလေးကောင်လည်းရှိတယ်လူသားသမား9ယောက်ကလည်းဘယ်ချင်းသူ့ကိုမီးလာမယ်မသိဘူးအတွင်းလူယုံကလည်းသူ့ကိုဘလို့အချိုတက်ပြီးတော့တတ်မယ်လည်းမသိဘူးဟုတ်လားဒီရွာလည်းပဲပုံလို့ခိုးလို့မရဒီနားမှာဓမြတွေကလည်းတောင်းကျမ်းဟုတ်လားဒါကြောင့်ဒီမြစ်ကိုဖြတ်ပြီးတော့ဒီရေပြင်ကျယ်ကိုဖြတ်ပြီးတော့ငါတို့ဟိုဘက်ကန်းကိုရောက်အောင်လုပ်မယ်ဆိုပြီးတော့အဲ့တော့ဟိုဘက်ကန်းကိုကူးမယ်လို့သူကြည့်တယ်တရားလည်းမတွေ့ရဘူးလှေတို့ဖောင်တို့အရန်တင်လည်းမရှိဘူးအဲ့ဒါနဲ့လက်ကြီးကူးလို့ရတယ်လည်းပဲလက်ပန်းကျပြီးတော့ငါဟိုဘက်ကန်းကိုရောက်အောင်ကူးနိုင်မှာမဟုတ်ဘူးဆိုတော့သူဘာလုပ်တုံဆိုတော့ဖြစ်ကြတဲ့ဇန်နဲ့နော်ကံပေးမှာပေါက်နေတဲ့မြက်ကလေးတွေတစ်ကိုင်းကြောက်ကလေးတွေအကုန်ချိုးအဲ့ဒါကိုຫນွယ်ပင်လေးတွေဘာလေးတွေနှုတ်စုစည်းသူ့တကိုယ်ရီခံနိုင်တဲ့နော်မြက်ချောက်တွေထင်းချောက်တွေဟုတ်လားအဲ့ဒါလေးပေါ်သူအာရမှောက်အိတ်ပြီးတော့ခြေနဲ့လက်ကိုတက်လို့သဘောထားပြီးတော့ဟုတ်လားလှော်တက်လို့သဘောထားပြီးတော့အဲ့ဒီတက်ချောက်လေးတွေမြက်ချောက်လေးတွေစုစည်းထားတာလေးပေါ်မှာနော်အာရမှောက်အိတ်ပြီးတော့တခါတည်းသူဟိုဘက်ကန်းကိုကူးသွားအဲ့ဒါဟိုဘက်ကန်းလေးရောက်ပြီလေဆိုရောနော်အရေးကောင်းတဲ့တစ်ပင်တစ်ပင်အောက်မှာနားနေရင်လည်းအော်ငါမှဘာအန်ဒီရမှာမရှိတော့ဘူးလို့သူ့စိတ်ထဲမှာစိတ်ချလက်ချနော်လွတ်ပြီဆိုတဲ့ခံစားချက်ကိုသူခံစားရတယ်တဲ့ဒါကမြတ်စွာဘုရားကသိစီလိုတဲ့အ내တဲ့ဘယ်ကိုလွယ်လွယ်ကူကူသိဖို့သိပြီးရင်လည်းပဲမှတ်မိဖို့ဥပမာပေးတာဟုတ်လားဥပမာပေးတာနော်အဲ့ဒါဘုန်းတို့
ဒီတုတ်တန်ကြီးတစ်ခုလုံးကိုမင်းကုန်းစတော်ဘုရားကြီးကလင်္ကာလေးစီကံမင်းတရားလူခိုးသားကိုသုံးပါးဝနှောင်းဘဝထောင်၌လေးကောင်တက်မွေနှင့်အပ်ပေ၏ပရမေဗုဒ္ဓမေကောင်းမ၍ဘဝဝနှောင်းမွေလေးကောင်မှလွတ်အောင်ယုံထွက်ပြေးပါလျက်လီလက်နက်ကို၍ဆွဲပိုက်ချီသည်လောကီခန္ဓာ၅ပြာဟူသာသူတများနှင့်ဓမ္မကခတက်ခွင့်ရှာသည်တဏခေါ်မှတ်တွင်လူတတ်တို့ထက်ကြမကွာကလျက်ပါ၏ရွာပြေကြီးနယ်ရှေ့၆သွဲကကိုယ်ွယ်မရစိတ်သုံးလာခဲ့ဒါဗျာတတနောက်ဆက်ပွားသည့်၆ပါးအာယရဏတောင်းကြလာခဲ့ဩဃလေးဆွဲမြစ်ပြင်းကျဲဤဝဲဘက်ကြတက္ကာယကညာလဘေဘယံရန်သူကျွမ်းဤရှေခန်းသောမက်ဖောင်ဖွဲ့ရှက်လျက်ခြေလက်ဝရိယကုခမလျက်ဘဝမာကံနေဘူးနန်းသို့ကုတန်ထုတ်ချောက်ဘေလိုမြောက်မီကြိုးထောက်တင်လာပြီတကားသူကဥပမာနဲ့ဥပမေယကိုတခါတည်းတွဲပြီးတော့ရေးသွားတာဆိုကြီးကခုဘုံပြောတာကဆိုလိုတဲ့အနိဋ္ဌိဘက်ကိုမရောက်သေးဘူးနော်သိစီလိုတဲ့အနိဋ္ဌိဘက်ကိုရှင်းရှင်းလင်းလင်းသိဖို့ဥပမာပေးတဲ့အပိုင်းပဲရှိတယ်အဲ့ဒါဆိုကြီးရေးထားတဲ့လင်္ကာကဥပမာရောဥပမေယကိုအတွဲလိုက်တခါတည်းသူကသွားတာစောစောကပြောခဲ့တဲ့ပုံဝိတ္ထုလေးလို့ဒါလေးကိုမမေ့နဲ့ဟုတ်လားအဲ့ဒါကိုသူဘယ်လိုဟတ်ဆက်ပြမယ်တော့ကံမင်းတရားလူခိုးသားကိုဟောဘုရင်ကြီးကဒီရာဇဝသားကိုဒီခိုးသားကိုအပြစ်ပေးတဲ့အနေနဲ့ဘာလို့ခိုင်းတော့ငွေကြီးလေးကောင်ထင်းချောင်းခိုင်းအဲ့တော့ဘုရင်ဆိုတာဘယ်သူကိုပြောတာတုံးဆိုတော့ဘုရင်ဆိုတာကံတရားကိုပြောတာတဲ့ဘဝဘုန်းတို့ပြုခဲ့တဲ့ကံတရားကပဲအဲ့ဒီစေတနာကပဲစွန့်ရည်တတ္တိတွေဘုန်းတို့ရဲ့ဘဝတွေကိုလိုက်ပြီးတော့ဘာလို့လဲစီမံနေတာဘယ်ဘဝဟိုဘဝပို့လိုက်ဒီဘဝပို့လိုက်ဟိုဘဝမှာဖြစ်လိုက်ဒီဘဝမှာဖြစ်လိုက်ဟုတ်လားကံဆိုတဲ့မင်းတရားကြီးကတတ္တဝါဆိုတဲ့ခိုးသားကိုနော်ဘလောက်ဒီဉာဏ်ပညာထက်တယ်လေစလိုကြီးရဲ့ဉာဏ်ကံမင်းတရားလူခိုးသားကိုသုံးပါးဝနှောင်းဘဝထောင်၌လေးကောင်ဓာတ်မွေနှင့်အပ်ပေ၏နော်ထောင်ထဲမှာဒီရာဇဝသားကိုငွေကြီးလေးကောင်ကိုအနှင်းလိုက်တယ်ထောင်ဆိုတာဘာတုံးဆိုတော့နော်ကာမဘဝရူပဘဝအရူပဘဝဆိုတဲ့ဘဝသုံးပါးဟာထောင်ပဲတဲ့ဟုတ်လားခုတက္ကရာမတို့ဘုန်းဘုန်းတို့တွေကထောင်ကြနေတဲ့ရာဇဝသားကထောင်ထဲမှာအေးအေးနေရတာမဟုတ်ဘူးမွေကြီးလေးကောင်ကိုပြုစုထိမ့်သိမ့်ပြီးတော့နေရတာဘယ်သူကအထာတာတုံးဆိုတော့ကံတရားဆိုတဲ့မင်းကြီးကအထာကံမင်းတရားလူခိုးသားကိုသုံးပါးဝနှောင်းဘဝထောင်၌လေးကောင်ဓာတ်မွေနှင့်အပ်ပေ၏အဲ့ဒီမှာဘုန်းတို့ပါဠိတော်လေးတွေနဲ့ဆက်ပြီးတော့ပြောကြည့်မယ်နော်ဥပမာခောမြာယံဘိက္ခဝေကတအထတဝိညာပနာယအရင်စစ်ထအထောယဟန်တို့တဲ့အခုငါဟာသိစီလို့တဲ့အနတ္တိဘေကိုသိဖို့အတွက်ဥပမာကိုပေးလိုက်ပြီအဲ့ဒါမြတ်စွာဘုရားကတော့ဒီမှာကံဆိုတဲ့မင်းတရားတတ္တဝါဆိုတဲ့ဒီခိုးသားဒီလိုဥမာဥမေယအသေးစိတ်ကိုမြတ်စွာဘုရားတော့မဟောဘူးနော်မူကြီးလေးကောင်ကပဲမြတ်စွာဘုရားစဟောတယ်နော်အရင်စစ်ထအထောအခုပြောကျင်တာကတော့တကယ်သိစီလို့တဲ့အနတ္တိဘေပဲတဲ့သတ္တတော်အာတိဝိတာဩဃတေတာဂောရဝိတာတိခောဘိက္ခွေစတုံနေတံမဟာဗုဒ္ဓနာတိဝဇနံပထဝီဓာတုယအာဘောဓာတုယတေဇောဓာတုယဝါယောဓာတုယကံဆိုတဲ့မင်းတရားကြီးကတတ္တဝါဆိုတဲ့ရာဇဝသားကိုအနှင်းလိုက်တဲ့နော်မွေကြီးလေးကောင်ဆိုတာဘာကိုပြောတာလဲဆိုတော့ဓာတ်ကြီးလေးပါးကိုပြောတာတဲ့နော်ဓာတ်ကြီးလေးပါးဆိုတာပေတတို့နော်အဖတ်ဓာတ်အမာခံဓာတ်လို့ဆိုတဲ့ပထဝီရဲ့ဟုတ်လားအရေဓာတ်ဖွဲ့စည်းထားတဲ့ဓာတ်လို့ဆိုတဲ့အာဘောရဲ့နော်အပူဓာတ်လို့အေးဓာတ်လို့ဆိုတဲ့တေဇောရဲ့ဟုတ်လားပြီးတော့ပါတော့နော်တွန်းကန်တဲ့သဘောလှုပ်ရှားတဲ့သဘောလို့ဆိုတဲ့ဝါယောရဲ့နော်ဒီခန္ဓာကြီးကိုအဓိကကအဲ့ဒီဓာတ်ကြီးလေးပါးကိုအမာခံနေရာမှာထားပြီးတော့ဖွဲ့စည်းတည်ဆောက်ထားတာဟုတ်လားအဲ့ဒါပထဝီဓာတ်လို့ပြောလိုက်လို့ရှိရင်နော်အမာခံသဘောတွေကိုနားလည်ရမယ်နော်ဆံမေမွေးခြင်းခြေသည့်လက်သည့်သွားရည်သားကြောရိုးတွင်ခြင်းသည့်အညွတ်နှလုံးအသေးအမြေအဖြစ်အဆုပ်ဥမဥသိအစာသေးအစာဟာအုံနောက်ပထဝီဓာတ်လွန်ခဲ့တဲ့ကုဋ္ဌတာကြီး20ဟုတ်လားပြီးတော့ပါတော့သိကြည်တလိပ်ပြည်သွေးချွေးစီခဲမျက်ရည်စီကြီးတွေနှက်စေးကျင်ငယ်ဒါပါတော့အရေဓာတ်လွန်ခဲ့တဲ့နော်အာဘောဓာတ်12ပါး32မျိုးသောကုဋ္ဌတာနော်မိဓာတ်6မျိုးအမိဓာတ်4မျိုးရှိတယ်လေဓာတ်6မျိုးရှိတယ်နော်ဒီခန္ဓာအိမ်ကြီးရဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အခြေခံဓာတ်တဘာဝကြီးတွေနော်ဒါကိုဘုန်းဘုန်းတို့ကဘာလို့နားလဲရမှာတော့အစိတ်ပြင်းတဲ့မူကြီးလေးကောင်လို့နားလဲရနော်
ရာဇဝသားဟာသူ့ရဲ့ချုပ်ခန်းထဲမှာဒီမွေကြီးတွေနဲ့အစဉ်ပြေပြီးတော့မွေကြီးတွေစိတ်ကောင်းထွန်းလို့သူ့ကိုဘာမှရံမရှာဘူးမကြိုက်သေးခင်မှာတော့ဒီမွေကြီးတွေနဲ့သူ့ဘာတာယာယာနေနေတာပဲလေအခက်မသိလို့စိတ်တိုင်းမကြလို့ကြိုက်ပြီးဟေးဆိုတာနဲ့သေကောင်ပေါင်းလဲခံစားရမယ်အခက်မသိရင်လည်းသေသွားနိုင်တယ်အဲ့လိုပဲဘုံဘုံတို့တွေလည်းပဲဘဝဆိုတဲ့ထောင်ထဲမှာတက်ကြီးလေးပါဆိုတဲ့မွေကြီးလေးကောင်ကိုထိန်းချောင်းပြီးနေရတယ်နော်ဒီမှာမြတ်စွာဘုရားကကာလိနကာလဥထာပိတ္တဗကာလိနကာလနှာပိတ္တဗဟုတ်လားနှိုးတဲ့အချိန်မှာနှိုးရမယ်အိတ်တဲ့အချိန်မှာအိတ်တန်းတက်ပေးရမယ်ကျွေးတဲ့အချိန်မှာကျွေးရမယ်ကြီးကြီးချင်းငယ်စွန့်ပေးတဲ့အချိန်မှာကြီးကြီးချင်းငယ်စွန့်ပေးရမယ်အစအဆုံးဘုံဘုံတို့ဟာအချိန်ရှိသမျှဒီတက်ကြီးလေးပါဆိုတဲ့မွေကြီးလေးကောင်ကိုပဲဘာလို့နေရတာတော့ထိန်းချောင်းနေရတာထိန်းချောင်းနေရတာဒါကိုမြင်ရမယ်ဟုတ်လားအဲ့မှာဘုံဘုံတို့ပိုးပြီးတော့မြင်ရမယ်လေးနေတဲ့ရှုတော်ကအခုကျွတ်တို့ဟာနော်အော်ဟစ်ညီးညူပြီးတော့နေရတဲ့အနေအထားမရှိဘူးနော်ပြုံပြုံရွှင်ရွှင်အေးအေးချမ်းချမ်းကောင်းကောင်းမွန်မွန်နေရတယ်ပေါ့ဒီအနေအထားလေးကဒီအနေအထားလေးဘာလို့နေရတော့လို့ဆိုလို့ရှိရင်ဒီမွေကြီးလေးကောင်သဟဇာတဖြစ်နေလို့ညီမျှနေလို့မွေကြီးလေးကောင်မညီမျှတော့ဘူးတကောင်ကောင်ကဖောက်ပြီးဟေ့ဆိုတာနဲ့ဘုံဘုံတို့အခုလိုချမ်းချမ်းသာသာနေခွင့်ရမှာမဟုတ်ဒါတောင်ဒီထဲမှာအသက်နည်းနည်းကြီးလာပြီယောဂခံလေးတွေရှိတယ်ဆိုရင်ချမ်းချမ်းသာသာအချိန်ပြည့်နေလို့မရဘူးဟုတ်တယ်မဟုတ်လားဓာတ်တစ်မျိုးမျိုးလွန်ကဲသွားပြီဓာတ်တစ်မျိုးမျိုးညော့သွားပြီဘုံဘုံတို့အခါရခက်တဲ့ဝေဒနာအနေနဲ့ထင်ရှားလာလိမ့်မယ်ဟုတ်လားဒီအခြေအနေကတစ်ချိန်ချိန်မှာတွေ့ကိုတွေ့ရမယ်ရင်ဆိုင်ကိုရင်ဆိုင်ရမယ်အခြေအနေပဲဒါကိုဘုံဘုံတို့မြင်ရမယ်နော်ပြောရင်ကမွေကြီးလေးကောင်ဟာအမြဲတမ်းသဘောကောင်းနေမှာမဟုတ်ဘူးဆိုတဲ့အချက်ဟုတ်လားတက်ကြီးလေးပါဟာအမြဲတမ်းညီညွတ်မျှတနေမှာမဟုတ်ဘူးဆိုတဲ့အချက်ဒါကိုမဖြစ်သေးခင်ကစပြီးတော့ဒါဟာဖြစ်လာလိမ့်မယ်ဒါဟာဖြစ်လာလိမ့်မယ်ဆိုတာကိုဘုံဘုံတို့ဘာလုပ်ထားမှာတော့သိထားရမယ်သဘောပေါက်ထားရမယ်အဲ့လိုသဘောပေါက်မထားဘူးဆိုရင်ဖြစ်လာတဲ့အခါမှာအထိတ်တလန့်နဲ့အထူးဆန်းဖြစ်ပြီးတော့ခန္ဓာရင်မရှိဘဲနဲ့ရင်မဆိုင်နိုင်ဘဲနဲ့လက်မခံနိုင်ဘဲနဲ့တော့သူတို့ဖောက်ပြန်လို့ဒုက္ခရောက်ရတာကတစ်မျိုးနော်စိတ်ကလက်မခံနိုင်လို့မခံခြင်းလို့ဟုတ်လားစိတ်တွေဆင်းရဲတာကတစ်မျိုးအမျိုးမျိုးသောဒုက္ခတွေနဲ့ဘုံဘုံတို့လုံးထွေးခတ်သွားလိမ့်မယ်နော်ဒါကြောင့်ဒီသဘာဝဟာဒီလိုရှိလိမ့်မယ်ဆိုတာကိုကြိုးပြီးတော့မလုပ်ထားမှာတော့နားလည်ထားရမယ်သိထားရမယ်ဟုတ်လားဒါကြောင့်ဘဝဟာဘလို့နေရတာတော့ဆိုရင်အချိန်မရွေးဖောက်ပြန်တတ်တဲ့နော်အစိတ်တက်နိုင်တဲ့ဒုက္ခဖြစ်နိုင်တဲ့အနေအထားနဲ့ဘုံဘုံတို့ဟာနေရတာဒါကိုမမေ့နဲ့နော်ဒါမြတ်စွာဘုရားကတက်အစိုးမြင်ပြီးတော့ပြောနေတာမဟုတ်ဘူးဒီခန္ဓာကိုယ်ကြီးရဲ့သဘောကွာစားဒါဒီတိုင်းပဲလေနော်မှန်တာကိုကိုကမသိတာပဲရှိနော်တကယ်တမ်းကဒါကိုမလုပ်ထားမှာတော့သိထားရမယ်နားလည်ထားရမယ်ဟုတ်လားအဲ့တော့တက်ကြီးလေးပါဆိုတာမွေကြီးလေးကောင်ကိုချဲ့ပြီးတော့စဉ်းစားနော်ဒီဥစ္စာကဉာဏ်ရှိရင်ရှိသလောက်တွေးရင်မကုန်နိုင်ဘူးနော်တခုခုမညီမျှတော့ဘူးလွန်ကဲသွားပြီဆိုတာနဲ့နော်လေတဲ့လွန်ကဲရင်လည်းလွန်ကဲလို့မို့မိတဲ့လွန်ကဲရင်လည်းလွန်ကဲလို့မို့ဘုန်းတို့ပါတော့လွန်ကဲရင်လွန်ကဲသလောက်ကိုယ့်အနေအောင်ခံရလိမ့်မယ်ဟုတ်လားတကယ်ဖောက်ပြန်လာပြီရှင်အော်ဟစ်ညီးညူပြီးတော့တချို့သတိတွေပါတွေမေ့သွားတာထိရောက်သွားတာမရှိဘူးလားရှိတယ်ဘယ်သူကလာနှိပ်စက်တာတော့ဒီတည်းကပဲသူဖောက်ပြန်ပြီးတော့သူဖြစ်သွားတာပဲဒီပြင်နေရာကနေအန်တေဟာရောက်လာတာမဟုတ်ဘူးနော်သဘောပေါက်ထားဖို့ဟုတ်လားဒီကိုယ်ခန္ဓာကိုလို့ဆွဲလန်းသိမ့်ပိုက်ထားတဲ့အရာကြီးဒီပဲလေအစိတ်ပြင်းတဲ့မွေကြီးတစ်ဖွဲနော်ဒါကြီးကိုကစမကောင်းတဲ့သဘာဝကြီးအမာခံကြီးကိုကစပါကြီးတော့မကောင်းတဲ့သဘာဝကြီးလို့ပိုင်နိုင်ညံကမလုပ်ထားမလို့နားလေထားရမယ်ဒီသဘောကိုပြောတာဟုတ်လားအဲ့ဒီမှာဘုန်းတို့လင်္ကာလေးဆက်ပြီးတော့ဆိုပါဦးကံမင်းနေရလူခိုးသားကိုသုံးပါးဝနှောင်ဘဝထောင်၌လေးကောင်ဓာတ်မွေနှင်းအပ်ပေ၏ပရမေဗုဒ္ဓမိတ်ကောင်းမ၍ဘဝဝနှောင်မွေလေးကောင်မလွတ်အောင်ယုံထွက်ပြေးပါလျက်လီဟောမိတ်ဆွေရရောက်လာတယ်မင်းဒါကိုကောင်းထင်မနေနဲ့ဟုတ်လားဒါကြီးတွေကမင်းညီမျှနေတော့မဟုတ်မင်းအစဉ်ပြေးနေတာသူတို့စိတ်ပေါလို့ထဒုက္ခပေးတာနဲ့မင်းတောက်လျှောက်ဒုက္ခရောက်အောင်မှာဒါကြောင့်သူတို့အိတ်နေတော့ချပြီးတော့ပြေးလို့ခိုင်းတယ်မိတ်ဆွေဆိုတာဘယ်လိုလုံးဆိုမြတ်စွာဘုရားကိုပြောတာတဲ့နော်ပရမေဗုဒ္ဓမိတ်ကောင်းမ၍ဘဝဝတ်နှောင်မွေလေးကောင်မှလွတ်အောင်ယုံထွက်ပြေးပါလျက်ဒီနော်ထွက်ပြေးဆိုတော့သူပြေးတယ်အဲ့ဒါပြေးတယ်ဆိုတာဘာပြောတာတုံးနဲ့စလိုကြီးကတော့နော်တိတိကျကျနော်ဖွင့်ဆိုပြီးတော့ဟောပြတယ်ပြေးတယ်ဆိုတာအိဋ္ဌဒုက္ခအနတ္တလို့စိတ်ကနားလေအောင်ကြိုးစားပြီးတော့နားလည်မှုရှိနေတာနော်
ဖြစ်နေတဲ့သဘာဝတွေကမတည်မြဲတဲ့သဘောပဲမတည်မြဲတဲ့အတွက်ကြောင့်မကောင်းမွန်တဲ့သဘောတွေပဲဒီလိုမတည်မြဲတာကိုလည်းတည်မြဲအောင်ဘယ်သူမှစိတ်တိုင်းကြဖန်တီးလို့မရမကောင်းမွန်တာကြီးကိုကောင်းမွန်လည်းဘယ်သူမှဒါကြီးကိုလုပ်လို့မရနော်လောကရဲ့ဒီဖြစ်နေတဲ့ယောဂဟာကုစရာဆေးမရှိဘူးတကယ်တမ်းကအနိစ္စယောဂဒုက္ခယောဂကိုဘာနဲ့ကုမှာတော့ဘာနဲ့မှကုလို့မရဘူးလွတ်မြောက်အောင်လုပ်ဖို့ပဲရှိဟုတ်လားနော်အဲ့ဒါလိုမျိုးအနိစ္စဒုက္ခအနတ္တလို့မြင်နေတာကိုကအဲ့ဒါပြေးတာတဲ့ဘဝဆိုတဲ့ထောင်ကနေပြီးတော့မွေလေးကောင်ရဲ့လက်ကလွတ်အောင်ပြေးခြင်းနဲ့ဆိုရင်ပဂရိခြေလမ်းများနဲ့ပြေးလို့မလွတ်နိုင်ဘူးတဲ့ဉာဏ်ပညာခြေလမ်းနဲ့ပြေးမှလွတ်နိုင်တာဉာဏ်ပညာဆိုတာဘာပြောတာတော့အမှန်သိတာကိုပြောတာအမှန်ဆိုတာကဘာလို့အနိစ္စဒုက္ခအနတ္တပေါ့ဟုတ်လားအဲ့လိုပြေးတဲ့အခါမှာဘယင်ကဘာလုပ်တော့နော်လူသက်သမား9ယောက်ကိုရှင်းလွတ်လိုက်တယ်တဲ့အဲ့တော့လူသက်သမား9ယောက်ဆိုတာဘာပြောတာတော့နော်လူသက်သမား9ယောက်ဆိုတာပြင်စဝရကပိစတိကာတိခောဘေးခွေပြင်စံနေတဲ့ဥပါဒณะခန္ဓာတံဒီဝဆန္တနော်လူသက်သမား9ယောက်လက်နက်ကိုကြီးကိုင်ပြီးတော့တတ်မလို့နောက်ကလိုက်လာတဲ့လူသက်သမား9ယောက်ဆိုတာနော်ဥပါဒณะတို့ရဲ့ဆွဲလန်းမှုရဲ့နော်အာယုံဆွဲလန်းမှုရဲ့တရားဖြစ်တဲ့နော်ရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့နော်အစုအဝေးကြီး5မျိုးကိုပြောတာတဲ့ခန္ဓာဆိုတဲ့စကားလုံးကိုဓာတ်ရိုက်ဘာသာပြန်ရင်ဘယ်လိုတော့အစုအဝေးဖောက်ပြန်မှုရဲ့အစုအဝေးကိုဒါယူဘက်ခန္ဓာပြောတာပေါ့ခံစားမှုအစုအဝေးတွေနော်ခံစားတာမခံစားတာနော်ကြိုက်ချင်းမကြိုက်ချင်းရဲ့အခြေခံအကြောင်းတရားကြီးတွေလို့ပြောလို့ရတယ်ဝေဒနာသဘောတွေရှိတယ်ဟုတ်လားအဲ့ဒီဝေဒနာခန္ဓာပြီးတော့ဘာတော့မှတ်သားထားတဲ့သင်္ကြန်ခန္ဓာနော်စေစောတုံ့ပြန်တတ်တဲ့သင်္ခါရခန္ဓာတိမှုဝိညာဉ်နဲ့ခန္ဓာဆိုပြီးတော့နံတရားကိုအစုဝေးကြီး၄မျိုးပြုပြီးတော့မြတ်စွာဘုရားဟောတယ်အဲ့တော့ဒီခန္ဓာ၅ပါးကိုမြတ်စွာဘုရားကနော်တွေ့ရသင်္ကြန်ဓာမဆိုင်တတ်မဲ့လက်နက်ကိုကြီးနော်ဆွဲပိုက်ချီပြီးတော့နောက်ကနေလိုက်နေတဲ့လူသက်သမား9ယောက်အနေနဲ့တင်စားပြီးတော့ဟောတာအဲ့ဒါဘာပြောတာလဲဆိုတော့အမြဲတမ်းပြောင်းလဲနေတဲ့သဘာဝလို့ပြောတာဒါပဲလို့အမြဲတမ်းရက်တည်နေတာမဟုတ်ဘူးကိုကသူ့ဒီဟာပဲလို့ဘုံဘုံတို့ကထင်းနေတာအဲ့ဒီနေဆအစွဲဟာကြီးကြီးမားမားကိုရှိဟုတ်လားကိုပဲကြည်လိုက်သူများကိုပဲကြည်လိုက်ဘုံဘုံတို့ရဲ့စိတ်ကဘယ်အထင်မှာအခြေခံပြီးတော့မြင်နေတာတော့ဒီတိုင်းပဲလို့ထင်းနေတာအဲ့ဒီအထင်ရှိတယ်မို့လားဒီလိုကြည်လိုက်လဲဒီတိုင်းပဲဟုတ်လားကိုပြန်ကြည်လိုက်ရင်လည်းဒီတိုင်းပဲအဲ့ဒါဘာတော့နေဆနော်မြဲတယ်တည်တယ်ဒီဟာပဲလို့ထင်းနေတာနော်ဒီပြောက်ွယ်လိုက်နေတဲ့သဘောကိုမသိဘူးဒီဟာစောစောဟာမဟုတ်ဘူးဆိုတာကိုမသိဘူးသဘောပေါက်လားမသိဘူးအမြဲတမ်းသူကပြောင်းနေတာဒီဟာမဟုတ်ဘူးဟုတ်လားဒီဟာကြီးဖြစ်နေတာမဟုတ်ဘူးဆိုကြပါစို့အမိဝမ်းကောင်းကထွက်လာတဲ့နော်ဒီတာရဲ့အနေထားလေးကနေအခုအစင်းစင်းဒီအခြေအနေကိုရောက်လာတာဟုတ်လားရှေ့ဟာကိုထားခဲ့လုံးဝပြောက်ွယ်သွားပြီးတော့နောက်အသစ်ဖြစ်တယ်နောက်အသစ်ကိုလည်းသွားထားခဲ့နောက်ထပ်အသစ်တစ်ခုနဲ့အစားထိုးတယ်နောက်ထပ်အသစ်တစ်ခုနဲ့အစားထိုးတယ်နော်စက္ကန့်မလက်မိနစ်မလက်သူကအသစ်နဲ့အစားထိုးပြီးတော့အမြဲတမ်းဘဝကတဘာဝတရားကအသစ်နဲ့သွားနေတာသဘောပေါက်လားအဲ့ဒီအနိစ္စဆိုတာကိုသဘောပေါက်မှဒီရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်ဆိုတဲ့ဒီတဘာဝတရားကြီး၅မျိုးဟာအမြဲတမ်းပျက်စီးနေတဲ့သဘောပါလားဒါကိုမြတ်စွာဘုရားတင်စားပြီးတော့ပြောတာအမြဲတမ်းအသက်ခံနေရတယ်လို့ပြောတာဘဝကဘာတော့အမြဲတမ်းအသက်ခံနေရတယ်အသစ်နဲ့ဆက်ရှင်သန်တယ်တောက်လျှောက်အဲ့ဒီဥစ္စာဟာသေရတယ်သဘောပေါက်လားမသိနော်အသက်တန်ဘယ်လောက်ရှည်တယ်ပဲပြောစိတ်တခဏတစ်ခုပဲနော်ဟုတ်လားဘုန်းတို့စာရဲကဘယ်လိုဥမာပေးတော့အဲ့ဥမာလေးလည်းအလွန်သဘောကျပါတယ်ရထစက္ကနော်ယထာဘီနော်လှဲပြီးထားပါတော့အလွန်ညီတဲ့မြေပြင်ပေါ်မှာလှဲပြီးကြီးလိမ့်နေတာမျက်စိနဲ့မြင်ကြည့်ပါဟုတ်လားလိမ့်လိုက်တော့ရှေ့ရောက်သွားတယ်ဟာဘယ်နှပတ်ရှိပြီမှမသိဘူးသွားနေတာဘယ်နှမိုင်ပေါက်ပြီးခကြီးကဟုတ်လားမြင်ကြည့်နော်တကယ်အဲ့ဒီလှဲဘိန်းအပေါ်ကအကွတ်နဲ့လမ်းနဲ့တကယ်ထိတဲ့နော်ချက်ကလေးကဧရိယာလေးကဘယ်လောက်ကျယ်တော့ဘယ်လောက်မှမကျယ်ဘူးနော်မြင်ကြည့်ဘဝအဲ့တိုင်းသွားနေတာနော်ထိချက်ကလေးကချင်းလေးရနော်ဆက်ထိတယ်ထိပြီးသားလွတ်တယ်ဆက်ထိတယ်ထိပြီးသားလွတ်တယ်အဲ့လိုနဲ့ရှေ့ရောက်တာအခုကျတို့ရှေ့တော်ရောက်နေပြီမကြခင်မရဏဆိုတဲ့နော်ကြောက်ထဲကြတော့မှသူကအဲ့ဒီကြောက်ကဘယ်နာနေစောင့်နေလဲတော့မသိဘူးနော်လမ်းဆုံးမှာကြောက်ရှိတယ်နော်ကြောက်ထဲကိုကြမှာလမ်းကဘယ်လောက်ရှည်လဲတော့မသိဘူးနော်အရှိန်ရှိတဲ့လောက်သွားမှာပေါ့ဟုတ်လားတချို့ကြတော့လည်းပဲနော်လမ်းကအရန်ကိုတိုးတယ်ရှောက်လို့လိမ့်လို့ကောင်းနေတော့ရှိသေးပြုံးဆိုကြတော့မရှိတော့နော်
ရှိတယ်ပဲပြောပြောတိုးတယ်ပဲပြောပြောတေးကြကတော့အဲ့ဒီကြောက်ကအဆုံးသတ်မှာရှိနေတယ်ဘယ်နာကိုစောင့်နေတယ်လဲကိုမမြင်နိုင်ဘူးအဲ့တော့ကိုကအတိုင်းစားမရှိဒီဘင်းကြီးလဲပြီးတော့ဘဝကိုသွားရမယ်လို့ထင်နေတာလေစီမံကိန်းနေနဲ့ကြောက်ရှိတယ်ဆိုတော့မြင်ရမယ်နော်ဘာကြောက်တော့မရဏကြောက်နော်အဲ့ဒီမရဏကြောက်ကဒီတိုင်းရိုးရိုးကြမှာမဟုတ်ဘူးဗျာဒီကြောက်ကိုအရင်ကြအောင်မယ်ခံရခက်ရအောင်မယ်အော်ရဟဲ့ရအောင်မယ်စေုံစေကံရောက်ရအောင်မယ်ဒါကံကောင်းမှနော်ကံမကောင်းရင်ဝုန်းတိုင်းဆိုတခါတည်းသေရတာလည်းရှိတယ်ဟုတ်လားအဲ့တော့ပြောရင်တာကဘာတော့ဒီသဘာဝတရားတွေဟာအချိန်တိုင်းပျက်စီးနေတာအဲ့ဒါကိုမြတ်စွာဘုရားတင်စားပြီးတော့လူသက်သမားတွေကတတ်နေတာတကယ်တော့ဘယ်သူမှလာတတ်တာမဟုတ်ဒီဟာကိုဟာပင်ကိုကသူသည်ပင်လင်အသက်ခံတဲ့အရာသူသည်ပင်လင်တတ်တတ်တဲ့အရာပဲသူသည်ပင်လင်ဆိုတာဘယ်သူကိုပြောတာတော့ခန္ဓာ၅ပါးကိုပြောတာသူကိုယ်သူတတ်နေတာပြောရရင်ဒါကြောင့်သူသည်ပင်လင်အသက်ခံရတဲ့လူဖြစ်တယ်လို့သူသည်ပင်လင်တတ်နေတဲ့လူလည်းဖြစ်တယ်ဒီလိုနားလည်ရမှာနော်ရုပ်ကိုယ်၌ကပျက်စီးသွားတယ်ဘယ်သူကဖြက်စီးလို့ဆိုတော့သူပျက်စီးပြလိုက်တယ်သူ့တဘာဝကိုယ်ဟာစားဒီတိုင်းပြက်သွားတဲ့သဘောတခြားလာပြီးတော့ဖြက်စီးတဲ့အရာအတိအသန့်ရှိမနေဘူးနော်ဒါကြောင့်သေမင်းလို့ပြောတယ်မြတ်စွာဘုရားသေမင်းဆိုတာဘယ်ရာကိုပြောတာတုံးလို့မေးတော့မြတ်စွာဘုရားသေမင်းဆိုတာဒီရုပ်အစုဝေးနော်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်နာအစုဝေးဒီအစုဝေးကြီး၅မျိုးကိုသေမင်းလို့ပြောတာဟောအဲ့ဒီကြတော့တတ်တဲ့လူနေရာမှာထားပြီးတော့ဟောတာအသက်ခံရတာကဘယ်သူတုံးဆိုတော့သူ့ပဲသဘောပေါက်ရဲ့လားသူ့ကိုယ်သူတတ်ပလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်လို့ပြောမယ်ဆိုရင်ပို့ပြီးတော့ယောဂီတို့ရဲ့ဉာဏ်ထဲမှာရှင်းမယ်လို့ထင်ပါနော်အဲ့တော့ဘဝကဘယ်လိုသွားနေတာတုံးလို့မေးရင်ဘဝကအသက်ခံရရင်းနဲ့သွားနေတာနော်ကိုယ့်ဘဝကတခုတည်းအကြာကြီးရှင်သန်ခွင့်ရှိတာမဟုတ်ဘူးသဘောပေါက်ရဲ့လားအဲ့ဒါကိုပို့ပြီးတော့နားလည်အောင်တတိကြီးထားပြီးတော့ကြည်နော်တတိကိုဆွဆွမြဲမြဲထားပြီးတော့ကြည်တော့ပြစ္ဆုတ်ပန်တိုင်းကိုပိုင်းဖြတ်ပြီးတော့ကြည်ထိုက်တဲ့တည်ငြိမ်မှုလေးရှိလာရင်ရိပ်မိလာလိမ့်မယ်။အော်အခုဒီဟာပဲတော်ကြအဲ့ဒါမဟုတ်ပါလား။နောက်ထပ်တစ်မျိုးနောက်ထပ်တစ်ခုပါလား။ဒါကြောင့်နေဆန်နဝဝသင်္ခါရတရားတွေဆိုတာအမြဲတမ်းအသစ်တည်ကြီးပဲလို့ခေါ်တာ။နော်။ဒါကြောင့်ခန္ဓာ၅ပါးလူတသမ၅ယောက်ဆိုတာကိုနားလည်ရမယ်ပေါ့နော်။လေးကောင်တက်မွေနှင်းအပ်ပြီးပရမေဗုဒ္ဓမိတ်ကောင်းမှပြီဘဝဝတ်နောင်မွေလေးကောင်မှလွတ်အောင်ယုံထွက်ပြေးပါလျက်လီလက်နဲ့ကိုကြီးဆွဲပိုက်ချီလီလောကီခန္ဓာ၅ပြာဟူသာသူတတ်များနဲ့ဒါဆရာတော်ကြီးရေးတဲ့လက်ရပေါ့နော်အဲ့မှာဆက်ပြီးတော့ဘုန်းတို့ပြေးတဲ့အခါကျတော့နော်ရှင်မယင်ကဘာကိုလွှတ်လိုက်တာတော့အတွင်းလူယုံကိုလွှတ်လိုက်တယ်နော်အတွင်းလူယုံကိုလွှတ်လိုက်တယ်မိမိသားစုအတွက်မပူနဲ့သွားသူ့ကိုသာရအောင်တတ်ဟိုကသူ့ကိုတတ်မယ်ဆိုတာမသိဘူးငယ်တငယ်ချင်းဆိုတော့စိတ်ချရတယ်ယုံကြည်တယ်ဒီသဘောလေးကိုမိအောင်မြတ်စွာဘုရားဥမာပေးတာအဲ့တော့အတွင်းလူယုံဆိုတာဘယ်သူကိုပြောတာတုံးဆိုတော့သတ္ထောအန္တရာစရောဝရကောဥခိတတိခောတိခောဘိခွေနန္ဒီရာဂတေတံအဓိဝဆန္ဒ6ယောက်မြောက်နော်တန်လျက်ကိုမိုးချီပြီးတော့ကိုယ့်ရဲ့နောက်ကလိုက်နေတဲ့နော်ကိုယ့်ကိုချော့ပြီးတော့အယုံသွင်းပြီးတော့တတ်မဲ့6ယောက်မြောက်လူသက်သမားဆိုတာနန္ဒီရာဂရဲ့နာမည်ပါတဲ့ဟောနန္ဒီရာဂဆိုတာလောဘကိုပြောတာနန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာဆွဲမဲ့တာဟိုတလောကပြီးခဲ့တဲ့တရားစခန်းတုန်းကဝမ်ပိကသုတ်တန်ထဲမှာနန္ဒီရာဂဆိုတာဘာနဲ့ဥမာပေးတာတော့မှတ်မိသေးလားအသားလုံးနဲ့ဥမာပေးတာနော်တီးလုံးတော့ကတော့တုံမျောပဲဆက်ဟောရအောင်မှာပဲဆိုအဲ့ဒါဟုတ်လားနော်ဘုန်းကြီးကအမြဲတမ်းဒီတရားကြီးဟောနေတာမှတ်မိလားဆိုတော့လည်းမမှတ်မိဘူးနော်နန္ဒီရာဂဆိုတာနော်ခန္ဓာတောင်ပူကြီးကိုတူးဖြိုတာလေဉာဏ်ပညာလက်နဲ့တူးဖြိုတာဝမ်မိကသုတ်မှာဟုတ်လားတူးဖြိုတော့အများကြီးတွေ့တာဘာမှသုံးစားမရတာတွေကြီးတွေ့တာနော်အဲ့ဒီထဲမှာလဲနောက်ဆုံးဘာကြီးတွေ့တာတော့ငကားတွေ့တာငကားမတွေ့ခင်မှာဘာတွေ့သားတစ်တွေ့ရဟုတ်လားအဲ့ဒီသားတစ်နန္ဒီရာဂလို့ပြောတာအခုဒီမှာလည်းပဲနန္ဒီရာဂဆိုတာလောဘနော်လောဘအနှုစားကနေအကျမ်းသားထိရောက်အောင်လောဘရဲ့နေပယ်ကလည်းအကျယ်ကြီးနော်လောဘကနာမည်အမျိုးမျိုးနဲ့ကြော်ကြားတယ်တန်ရောစဉ်ဆိုတဲ့နာမည်နဲ့လည်းလောဘမှာရှိတယ်တန်ရောစဉ်ဆိုတာဘာခြိတဲ့တုတ်တက်တဲ့သဘောရှိတော့မှကြည့်ပြီးတော့ကာမရာဂတန်ရောစဉ်ဘဝရာဂတန်ရောစဉ်ဟောလောဘပဲသူလည်းပဲကာမောကဘောကဒါခါဩဃဆိုရရေရင်ရေလှိုင်းကြီးတွေလို့ဖိတတ်မယ်ဆိုတော့သူ့မှာနာမည်တွေအများကြီးရှိတယ်ကိလေသာဆိုတာလဲသူ့ရဲ့နာမည်ပဲနော်အနုတ္တယဆိုတာလဲသူ့ရဲ့နာမည်ပဲအနုတ္တယဆိုတာအစဉ်ကိန်းနေတဲ့သဘောကိလေသာဆိုတာပူတဲ့လောင်တတ်တဲ့သဘောဟုတ်လားပူတဲ့လောင်တတ်တဲ့ရှုထောင့်ကကြည့်ပြီးတော့လောဘကိုကိလေသာလို့သုံးတယ်ခြိတဲ့နှောင်တတ်တဲ့ရှုထောင့်ကကြည့်ပြီးတော့လောဘကိုတန်ရောစဉ်လို့သုံးတယ်ဟုတ်လားလွှမ်းမှုဖိတတ်ပြီးတော့တခါတည်းကိုယ်ကိုဒုက္ခပေးမဲ့ရှုထောင့်ကကြည့်ပြီးတော့ဩဃလို့သုံးတယ်ဟုတ်လားဟာတခါတည်းကိုယ်ကို
တဖြည်းဖြည်းနဲ့ရစ်စုပ်ပြီးတော့အထဲထဲကိုဝင်သွားအောင်ဆွဲသွားတယ်ဝဲကြီးများနဲ့တူတယ်လို့လောဘကိုဟောတာမရှိဘူးလားရှိတယ်နော်ဒါတို့ခန္ဓာမှာတုတ်တံမကြတော့ဘယ်လိုဟောတာလဲနန္ဒီတာကဘုန်းကြီးကစာမွဲစစ်ဟိုတနေ့ကဟောသွားတာနော်ရေလေနစ်တယ်ဆိုတာဟုတ်တယ်မဟုတ်လားနော်ရေလေနစ်ရတယ်ဟိုဘက်ဒီဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမစဲနတ်မစဲဒီဝဲဝဲမမြုပ်ဆွေးမပုတ်တော့ဟုတ်လားအခုဒီမှာတော့နန္ဒီတာကကိုမြတ်စွာဘုရားကလူယုံနဲ့အတွင်းလူယုံဒီဥမာလေးကိုလည်းတစ်မျိုးကြိုက်တယ်ဘုံဘုံကနော်လူယုံဆိုသူပြောသမျှယုံတာငယ်ပေါင်းကြီးပေါ့လက်ပင်ဖက်ကြီးလာတာဟုတ်လားဘုံတို့လက်ပင်ဖက်ပြောနေတာတကယ်ဓာတ်တဘာဝကဘယ်သူနဲ့နေနေတယ်လို့ထင်တော့အဲ့ဒီလောဘနဲ့နေတာဘဝမှာตายဘာလုံးမဲဘာဖြစ်ခြင်းနဲ့တကယ်သူနဲ့ကဘယ်တော့မှခွဲတယ်လို့ကိုမရှိဘူးဟုတ်လားသူပြောရင်လည်းမယုံဘူးဆိုတာမရှိဘူးပြောလိုက်တစ်ချက်ပဲဟုတ်လားလောဘပြောလိုက်ရင်တစ်ချက်ပဲရတယ်ခံစားတတ်မလားမသိဘူးဒီစကားတွေကိုနော်ပြီးရင်ပါတော့သူအကောက်ကြံပြီးတော့ကိုယ်ဒုက္ခပေးမှာနော်သဘောပေါက်ရဲ့လားဒါကြောင့်အတွင်းလူယုံကိုမြတ်စွာဘုရားလောဘကိုပြောတာလို့ပြောတာအဲ့တော့ကိုယ့်ဘဝမှာကိုယ်ဘလို့ရှင်းတန်းနေရတာတုံးဆိုကိုယ့်ရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့လူနဲ့ငါအမြဲတမ်းတူတူနေရတာအဲ့ဒါသတိသာထားပြီးတော့ဒါပဲဟုတ်လားအမျိုးမျိုးပြောမှာနော် तू ဟာဒီသဘောလေးတွေကိုနားလဲရဟုတ်လားအဲ့လိုနဲ့ तू ဆက်ပြေးပြီးကန်ရာဇဝသားဆက်ပြေးပြီးဆက်ပြေးတော့ဘာတွေ့တော့ရွာပြက်ကုန်းရောက်သွားတယ်ရွာပြက်ကုန်းကတဲအိမ်6လုံးနဲ့ဖွဲ့စည်းတည်ဆောက်တာအာကိုအာရာလေးမြန်ပြူရမလားနော်ဒီထဲမှာပုံလို့ခေါ်လို့မြန်အဆင်ပြေပါမလားလို့ကြည်အိုးတွေခွက်တွေလှမ်းလို့ကြည်တယ်တောင်းတွေပလုံးတွေလှမ်းလို့ကြည်ဘာမှမတွေ့ရဘူးတဲ့ဘာမှမရှိဘူးသူတို့အာကိုတဲ့အာကိုစရာဘာမှမရှိတဲ့ဒီတဲ6လုံးဆိုတာဘာပြောတာတုံးတဲ့သုံညောကမောတိခောဘိက္ခေစန္ဒီတံဣဇတိကနအာယတနာနံတိဝဆနံဘာမှအာကိုရမရှိတဲ့ဒီရွာပြက်6လုံးဆိုတာတဲ6လုံးဆိုတာဘာကိုပြောတာလဲဆိုအတွင်းအာယတနာ6ပါးကိုပြောတာတဲ့မျက်စိနာနာလျှာကိုစိတ်ငါဆိုပြီးတော့အခိုင်အမာပြုတ်ပြီးတော့စွဲနေရတဲ့ဒီအစုအဝေးကြီးနော်ဘဝကိုနားလေအောင်မြတ်စွာဘုရားကဤမျိုးစုံရှုတော်မျိုးစုံကနေပြောတာနော်ခန္ဓာ၅ပါးရှုတော်ကနေပြောတာရှိတယ်ဓာတ်ကြီး၄ပါးရှုတော်ကနေပြောတာရှိတယ်အခုပါတော့အကြည်ဓာတ်6ပါးအာယတနာ6ပါးရှုတော်ကနေကြည့်ပြီးတော့ပြောတယ်တကား6ပေါက်လို့လဲနားလေလို့ရတယ်ခန္ဓာကိုယ်ဟာအိမ်ကြီးဆိုရင်မျက်စိဟာတကားပေါက်ပဲဘယ်သူတွေဝင်နေတော့ဘယ်သူတွေဝင်ထွက်သွားလာနေတော့အယောင်တွေတုံဝင်ထွက်သွားလာနေတဲ့မျက်စိတကားပေါက်ကနေနားတကားပေါက်ကနေအတန်တွေဝင်ထွက်သွားလာနေတယ်နားလေရမယ်ဟုတ်လားအဲ့ဒါလိုဘုံဘုံတို့တွေဟာဘဝမှာဘာကိုစိတ်ထဲကဒါတန်ဖို့ရှိတယ်ဒီဟာအခိုင်အမာပဲဒါဟာတန်ဖို့လို့သတ်မှတ်ထားတယ်လဲဆိုရင်ဘဝမှာမျက်စိနာနာလျှာကိုစိတ်ကိုတန်ဖို့အနေနဲ့သတ်မှတ်ထားတာမျက်စိမြန်ကိုရမယ်ဆိုရင်ငိုမှာပဲလေဟုတ်တယ်မဟုတ်လားမင်းဒီပြင်လက်ချောင်းလေးဖြတ်ပေးမလားဒါမှမဟုတ်မျက်စိထိုးပေါက်ခံမလားဆိုရင်ဘာပေးမလို့လက်ချောင်းလေးပေးမှာနော်ဟုတ်တယ်မဟုတ်လားမျက်စိတော့မလုပ်ပါနဲ့နားမကြားတဲ့အနေထားကိုရောက်နားကန်းအောင်လုပ်လိုက်ရမလားနားတော့မလုပ်ပါနဲ့အနက်မရဘူးဆိုရင်လည်းထိတ်ထိတ်ပြပြဖြစ်တာပဲအရသာမြန်မသိတော့ဘူးဆိုဘယ်လိုများနေမလို့တဘဝမှာဘုံဘုံတို့တွေတကယ်တန်ဖိုးထားပြီးတော့အဟုတ်ထင်ပြီးတော့နော်စိတ်ကနေနေတာဟာဒီ6ပါးပေါ်မှာနေနေတာအဲ့ဒါကိုမြတ်စွာဘုရားပုံအောင်ပြောတာအင်းတို့ထင်တယ်လို့မဟုတ်ဘူးနော်ဘာတန်ဖိုးမှမရှိဘူးလို့ပြောတာဟုတ်လားအဲ့ဒါကိုအသေးစိတ်ကလေးဒီမှာမြတ်စွာဘုရားဟောတယ်ဘယ်လိုစိတ်သုံးနေတာတော့တန်ဖိုးရှိတာတွေဘယ်လိုကင်းကွာနေတာတော့ဘာတွေဘာမှမရှိဘူးဆိုတာဘယ်လိုသဘောကိုပြောတာတော့နော်စက္ခုတော်စီပိနံဘိက္ခေပန္တိတော်မြတ်တော်မေတာဝိဥပပရိက္ခတိရိတ္တခင်ညေဝခာယတိတုတ်စခင်ညေဝခာယတိတုံညခင်ညေဝခာယတိတဲ့စကလုံး၃လုံးလေးပြောတယ်နော်ပန္တိတော်မြတ်တော်မေတာဝိနော်ကျွမ်းကျင်တဲ့လိမ္မာတဲ့ထက်မြက်တဲ့ဉာဏ်ရှိတဲ့လူတစ်ယောက်ကဒီခန္ဓာအိမ်ရဲ့အကြည်ဓာတ်6ပါးလို့ဆိုတဲ့သောတော်ကပြောခဲ့တဲ့တဲ6လုံးပေါ့လေသူဉာဏ်ပညာနဲ့ရှားကြည့်ဘာမှန်းတွေ့မလဲလို့ရှားကြည့်တော့ရိတ္တခင်ညေဝတုတ်စခင်ညေဝတုံညခင်ညေဝတဲ့သူကရိတ္တခင်ညေဝဆိုတာဘာမှမရှိဘူးဆိုတော့သူ့စားဘာလို့ဘုံဘုံတို့ကအာကိုရမှာဘာမှအာကိုလို့မရနော်တုတ်စခင်ညေဝဆိုတာအချီးအနီးပဲအချီးအနီးဆိုတာတန်ဖိုးမရှိဘူးဒီတန်ဖိုးမရှိတာကိုပဲပို့ပြီးတော့နားလေအောင်ဟောတာအမျိုးမျိုးသုံးပြီးတော့ဟောတာလို့နားလေစေခြင်းတယ်တချို့အရာလေးတွေကစကလုံးမျိုးမျိုးသုံးပြီးတော့ပြောမှနားထောင်တဲ့လူကပို့ပြီးတော့ရှင်းသွားတာရှိတယ်နော်တုံညခင်ကြီးကတုံညဆိုတာဘာလို့နော်တစ်တောင်မဟုတ်ဘူးနော်ဘာမှမရှိဘူးတုံညကလည်းဘာတန်ဖိုးမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပဲဟုတ်လားအဲ့တော့ဘာမှသုံးစားလို့မရတဲ့ဘာမှမဟုတ်တဲ့အလကားဟာတွေဆိုတဲ့အဓိပ္ပာယ်မျိုးကိုတက်ရအောင်မြတ်စွာဘုရားပြောတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့မျက်စိကိုကြည်လိုက်တယ်
မျက်စိကိုညံနဲ့ဒီထဲမှာတကယ်အနှစ်သာရကောင်းတာဘာရှိတာတော့ကျွတ်တို့ကဒီမြင်ရတာလေးကိုตาရပြီးတော့မြင်တတ်တဲ့သဘောလေးကိုပဲအနှစ်သာရအနေနဲ့စွဲနေကြတာပေါ့နော်ဟုတ်တယ်မဟုတ်လားမမြင်ရတော့ဘူးဆိုတာနဲ့ပြီးသွားပြီလေသူ့စားဟုတ်လားအဲ့လိုပဲဒီနာနှာခေါင်းလျှာကိုယ်စိတ်6ခုကိုဉာဏ်ပညာနဲ့တကယ်ရှာဖွေကြည့်လိုက်မယ်စစ်ဆေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှကောင်းမွန်တာအာကိုအာရပြုတ်လောက်တာဘာမှမရှိဘူးလို့ပြောတာဟုတ်လားဒါကြောင့်မလို့သူ့ကိုပါတော့သုံးဉာဏ်နော်စိတ်သုံးနေတဲ့ရွာကလေးဘာတမိုးရှိတာမှမရှိတဲ့သဘောကိုစိတ်သုံးတယ်လို့ပြောတာစိတ်သုံးရင်စိတ်သုံးယုံမဲလားဆိုတော့မဟုတ်ဘူးတို့ဒါလေးတွေများအာကိုအာရပြုတ်ရမလားဆိုခဏအမောဖြေနေကရှိသေးဘယ်သူရောက်လာတော့ရွာပြည့်သမျှ6ယောက်ရောက်လာတယ်ရွာပြည့်သမျှ6ကအငြိမ်နေတာမဟုတ်ဘာလို့တုံးဘာမှတမိုးမရှိပါဘူးဆိုတဲ့ဒီတုံညာကာမလို့ဆိုတဲ့ဒီတဲ6လုံးကိုဘာလို့မလို့မီးတင်ရှို့မယ်တဲ့ဟုတ်လားအဲ့ဒါကိုလည်းမြတ်စွာဘုရားအသေးစိတ်လေးပြောတယ်သောရကာမဂါတကတိခောဘိကွေစန္ဒေတံဘာဟိတာနံအာယတနာနံဒီဝဆနံရွာပြည့်သမျှ6ယောက်ဆိုတာဘယ်သူကိုပြောတာတုံးဆိုတော့အပြင်အာယတနာ6ပါးအာယုံ6ပါးကိုပြောတာတဲ့အဲ့ဒါလေးကိုလည်းအသေးစိတ်မြတ်စွာဘုရားပြောတယ်စက္ခုဘိက္ခွေဟိညတိမနာပါမနာပေတုရူပေတုတဲ့နော်နှစ်သက်ဖွယ်မနှစ်သက်ဖွယ်သဘောရှိတဲ့အယောင်အဆင်းတွေကမျက်စိဆိုတာလေးကိုအမြဲတမ်းနှိပ်စက်နေတယ်မီးရှို့နေတယ်တဲ့ဟုတ်လားအဆင်းကတဘာဝ2မျိုးပေါ့နော်မနာပါမနာပေတုရူပေတုနော်နှစ်သက်เสียကောင်းတော့နှစ်သက်เสียမကောင်းတော့ဆိုလိုတာကချစ်เสียကောင်းတာရဲ့မုန်းเสียကောင်းတာကြိုက်เสียကောင်းတာရဲ့မကြိုက်เสียကောင်းတာရဲ့ဒီ2မျိုးပေါ့နော်အဲ့ဒါကဘယ်လိုဘုန်းဘုန်းတို့ရဲ့စိတ်ကိုမိုင်းဘုန်းဘုန်းတို့ရဲ့မျက်စိကိုသူကနှိပ်စက်မှာတော့နော်နှစ်သက်เสียကောင်းတဲ့အာယုံကဆွဲမဲ့မှုဖြစ်အောင်သူကနှိပ်စက်လိုက်တယ်ဆွဲမဲ့မှုဖြစ်သွားရင်စိတ်ကပင်ပန်းသွားပြီပေါ့နော်မနှစ်သက်ဖွယ်အာယုံကဘယ်လိုနှိပ်စက်မှာတော့မုန်းတီးမှုဖြစ်အောင်မကျေနပ်မှုဖြစ်အောင်နှိပ်စက်တော့ရာဂဒေါသဖြစ်တယ်ဆိုတာမီးလောင်သွားတဲ့သဘောပါပဲနော်ဘယ်သူကလာရှို့တာလုံးလို့မေးရင်အာယုံကလာရှို့တာဒီဒေသနာရအရှုခံရတာဘယ်သူတုံးဆိုတော့ဒေါသ6ပါးအရှုခံရဟုတ်လားမျက်စိတင်လောင်လို့အားမရရင်စိတ်ထိသွားလောင်မှာနော်မြင်လဲရတယ်အော်အဆင်မပြေလိုက်တာဟုတ်လားဒေါသမီးလောင်တယ်နော်ဟာအဆင်ပြေတယ်ဆိုတော့ဗာမီးလောင်မြန်ရတော့လောဘမီးလောင်တယ်ဒီသဘောလေးကိုပြောတာအချိန်တိုင်းဘုံဘုံတို့ရဲ့တန်ဖိုးမရှိပါဘူးဆိုတဲ့ဒီဓဝရ6ပါးတန်ဖိုးမရှိုံနဲ့ရက်မနေပဲနဲ့အာယုံတို့ရဲ့နော်ချစ်ချင်းမုန်းချင်းဆိုတဲ့မီးတွေတောက်လောက်အောင်ရှုမြိုက်တာကိုလည်းခံနေရသေးတယ်ဆိုတာကိုမြင်အောင်ကြည့်ရမယ်နော်ဒီသဘောလေးတွေအဲ့တော့ဘဝမှာဘုန်းတို့ကဘလို့နေရတာတော့ဘလို့နေရင်းနဲ့ဘဝခီးကိုသွားနေကြတာတော့တရားစာတုန်းကဒီစကလုံးလေးဖုံဖုံပြောတယ်နော်ဆင်းရဲရင်းနဲ့သွားနေတာအဲ့ဒါဆင်းရဲတာကိုပုံစံမျိုးမျိုးနဲ့ပြောနေတာမြတ်စွာဘုရားတက်ကြီးလေးပါကျတော့မွေကြီးလေးကောင်နဲ့တူတယ်ဘယ်ချိန်စိတ်တက်မယ်မသိဘူးစိုးရိမ်နေရတယ်ကြောက်ကြနေရတယ်ဘယ်ချိန်စိတ်တက်မယ်မသိဘူးတချို့အသက်ကြီးလာရင်စိုးရိမ်ကြတယ်လေငါအသက်ကြီးလာရင်ဘယ်သူကပြုစုမှာတော့ဆိုတာဘာဖြစ်လို့ပြုစုမဲ့လူကိုမျှော်နေရတာတော့ချို့ယွင်းမှာမို့လို့ပေါ့ကိုကတန်တုံတန်ခဲကြီးလို့ဟိုခိုင်မာနေတယ်ဆိုရင်ဟင်ဘယ်သူကူးဆိုင်เสียလို့မလို့ကိုကရိုင်မာမို့လို့ကိုကိုတွဲမဲ့လူကိုမျှော်ရတာလေဟုတ်တယ်မဟုတ်လားဒါစဉ်းစားကြည့်အဲ့တော့ဘုန်းဘုန်းတို့ကစိုးရိမ်မှုနဲ့အမြဲတမ်းနေရတယ်ဘယ်ချိန်မှဒီစိတ်တက်မလဲဒီအကောင်ကြိုက်မလဲတွေ့ကြည့်နော်ဒုက္ခရောက်နေပုံကိုပေါ်အောင်ရှုတော်မျိုးစုံကနေပြောတာတော့ခန္ဓာ၅ပါးကြတော့ပါတယ်တော့လူတတမတဲ့လောဘကြတော့ပါတော့အတွင်းလူယုံဘယ်ချိန်အကောက်ကြံပြီးတော့ကိုယ်ကိုနှိပ်စက်မလဲမသိဘူးဒီသဘောကိုပြောတာကိုယ်အမာခံပြုတ်ပြီးတော့ဘဝဆွပြီးတော့စုပ်ကင်ထားတဲ့မျက်စိနာနာလျှာကိုယ်စိတ်ကိုကြတော့ဘလို့ပြောလို့ဘာမှအာကိုဝါဒပြုတ်เสียမရှိဘူးတန်ဖိုးရှိတာဘာမှမရှိဘူးတန်ဖိုးမရှိုံနဲ့မကဘူးအာယုံတို့ရဲ့အမြဲတမ်းနှိပ်စက်တာရှုမြိုက်တာကိုလည်းခံနေရသေးတယ်အခုဒီရောက်သွားပြီနော်တဘဝကဘုန်းတို့ဘလို့သွားနေတာတော့မီးလောင်ရင်းနဲ့သွားနေတာပေါ့လောင်လို့လောင်မှန်းတာမသိတာလေဟုတ်လားစိတ်ထဲမှာနော်ဒေါမနတဝေဒနာအနေနဲ့ပင်ပန်းလာပြီဆိုတော့မှအော်မီးလောင်နေဟဲ့လို့နည်းနည်းလေးရိပ်မိတာနော်လောဘမီးလောင်တာတော့သိကုန်မသိပါဘူးလောဘမီးလောင်တာတော့တခါတလေနေသားထိုင်တာသဘောနဲ့တချို့ကตาရနေတာတောင်ရှိကောင်းရှိနိုင်တယ်ဟုတ်လားလူချင်းရင်းနဲ့သဘောကျနေတာရှိတယ်ကိုတွက်ကိန်းနေနဲ့ကိုယ့်ကိုဆင်းပြေးနေတာအဲ့ဒါဘာလုပ်နေတယ်လို့ဘုံဘုံစိတ်တဲ့ခံစားရလို့ဆိုရင်အဲ့ဒါတစ်ချိန်မှာအကြီးအကျယ်ဒုက္ခရောက်ဖို့အတွက် तू ကကြိုးပြီးတော့ तू အတိုးယူနေတာ तू ကဟုတ်လားဘယ်ချိန်မှလာမလို့နောက်တစ်ချိန်မှာအဲ့ဒါဒေါမနတအနေနဲ့တောကအနေနဲ့အကြီးကျယ်လာလိမ့်မယ်နော်လောဘနဲ့ပျော်တယ်ဆိုတာတစ်ချိန်မှာဒေါသနဲ့ဆင်းရဲရဖို့ပဲတကယ်တမ်းကအစာရစလောဘကိုလျှော့ထားနိုင်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်เสียအကြောင်းအလွန်နည်းမယ်ဒီသဘောလေးကိုသဘောပေါက်ဖို့လိုတယ်ဟုတ်လားသဘောဆိုတာဘယ်လိုဖြ
ဖြစ်ရင်းနဲ့သွားနေတာတော့ဆိုဒုက္ခဖြစ်ရင်းနဲ့သွားနေတာဆိုတဲ့တလုံးလေးကိုနီးမျိုးစုံနဲ့သဘောပေါက်အောင်မြတ်စွာဘုရားဟောနေတာလို့နားလည်စေခြင်းတယ်ဒါကြောင့်ဒီဒေသနာကိုခုဘုံပြောနေတာသုံးသက်ချက်နဲ့အဓိကသွားနေတာနော်သုံးသက်ချက်နဲ့သွားနေတာဟုတ်လားအဲ့လိုဆိုလို့ရှိရင်ရွာပြည့်သမျှ6ယောက်ဆိုတာအာယုံ6ပါးသဘောပေါက်ပြီနော်နှစ်သက်ဖွယ်မနှစ်သက်ဖွယ်အစင်းကမျက်စိကိုနှိပ်စက်တယ်နှစ်သက်ဖွယ်မနှစ်သက်ဖွယ်အတန်ကနားကိုနှိပ်စက်တယ်ဟုတ်လားနှစ်သက်ဖွယ်မနှစ်သက်ဖွယ်အနံ့အရသာအတွေ့အထိအကြံစီအတွေးအမြင်ဓမ္မယုံဒီသဘာဝတွေကစိတ်ကိုနှိပ်စက်တယ်အဲ့တော့ဘုန်းတော်ကအနှိပ်စက်ခံနေရရင်လည်းပဲဘဝခီးကိုသွားနေကြတယ်ဒီလိုသဘောပေါက်ရမယ်ဟုတ်လားအဲ့ဒါနဲ့ဒီရာဇောသားကဘေးမကင်းလိုက်တာရံမကင်းလိုက်တာပြေးမှဖြစ်မယ်ဆိုဆက်ပြေးတဲ့ခါကျတော့ဘာတွေ့ရတော့မြစ်ပြင်ကျယ်ကြီးတွေ့ရတယ်တဲ့မြစ်ကြီးစီးနေပြီဆိုလို့ရှိရင်တော့ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းကအလိုလျောက်ဖြစ်နေပြီဟုတ်တယ်မဟုတ်လားမြစ်ရဲ့ဒီဘက်ကဒီဘက်ကန်းပေါ့မြစ်ရဲ့ဟိုဘက်ကဟိုဘက်ကန်းပေါ့အဲ့တော့ဒီဘက်ကန်းကတော့သူအခုဖြတ်တန်းလာခဲ့ပြီအချုပ်ထောင်ထဲမှာသူ့မွေကြီးလေးကောင်ထိန်ချောင်းခိုင်းတယ်ဘုရင်မင်းနေရာကလူသားသမား9ယောက်လွတ်တယ်လူယုံကလည်းနောက်ကလိုက်လာတယ်အာကိုအာရပြုမဲ့ရွာလည်းမီးလောင်နေတယ်ဟုတ်လားရွာပြည့်သမျှ6ကလည်းအမြင်မပြတ်နှိပ်စက်နေတယ်အဲ့တော့ဒီဘက်ကန်းကတော့ဘာတော့ဘေးပယံနေများတယ်တဲ့နော်ဤဝယ်ဘက်ကြတက္ကာယကများလာဘေးပယံရန်သူပြွမ်းဤနော်ဆိုလို့ရအဲ့လိုရေးတာနော်ဤဝယ်ဘက်ကြတက္ကာယကအဲ့ဒီမှာဒီပါဠိတော်ထဲမှာတော့သူကနော်ဒီဘက်ကန်းကိုနောက်မှပြောတယ်ဘာကိုရင်ပြောတုံးဆိုတော့ရေပြင်းကြီးဆိုတာဘာကိုပြောတာတော့ဆိုတာကိုပြောတယ်မဟာဥဒကဝဏ္ဏတိခောဘိက္ခွေစတုံနေတံဩဃာနအဓိဝဆနံကာမောဂတဘောဂတနော်ဒိဋ္ဌောဂတဝိဇောဂတတဲ့နော်ကျေပြန့်တဲ့ရေပြင်းကြီးကူးမြောက်ဖို့ခက်တဲ့လွတ်မြောက်နိုင်ခဲ့တဲ့ရေပြင်းကြီးအဲ့ဒီရေပြင်းကြီးဆိုတာဩဃ၄ပါးကိုပြောတာဩဃဆိုတာနော်ရေလှိုင်းကြီးတွေပေါ့လွှမ်းမိုးဖိစီးပြီးတော့တခါလဲဆွဲပြီးတော့နှစ်တက်တဲ့အစွမ်းရှိတဲ့ရေလှိုင်းကြီးတွေကိုဩဃလို့ပြောတာအဲ့တော့သူကူးသွားမယ်ရေပြင်းကြီးကလည်းပဲလွယ်လွယ်နဲ့လွန်မြောက်နိုင်တဲ့နော်တဘာဝတစ်ခုမဟုတ်ပြန်ဘူးအဲ့ဒါကိုလွန်မြောက်အောင်ဆိုလဲခက်ခက်ခဲခဲသူဘာလို့ရမှာတော့ကူးရလိမ့်မယ်ခြေကြီးလက်ကြီးရဆိုကူးလို့မရဟုတ်လားကူးမရတဲ့သူကြောင့်သူဘာရှာတော့နော်ဖောင်တို့လှေတို့ရှာတယ်မတွေ့တဲ့သူကြောင့်သူကိုယ်တိုင်ပဲဘာလို့ရတော့ဖောင်တို့ဖောင်ဖွဲ့ရတယ်ဟုတ်လားအဲ့တော့ဖောင်ဆိုတာဘာလဲဆိုတာကိုနောက်တော့ပြောလိမ့်မယ်ဒီနေရာမှာတော့ဩဃ၄ပါးကိုဘုန်းဘုန်းတို့အရင်နည်းနည်းနားလည်ရမှာနော်ဩဃဆိုတာရေလှိုင်းကြီးတွေနော်ရေလှိုင်းကြီးတွေနဲ့တူတဲ့ဆိုးရတဲ့သဘာဝကြီး၄မျိုးကာမောဂဘဝောဂဒိဋ္ဌောဂဝိဇောဂတော့ကာမောဂဆိုတာကာမကိုနှစ်သက်တဲ့လောဘဘဝောဂဆိုတာဘဝကိုနှစ်သက်တဲ့လောဘတူတူပဲလောဘပဲဒါပေမဲ့နှစ်သက်တဲ့အရာချင်းတော့မတူဘူးပေါ့နော်ကာမကိုနှစ်သက်တာရဲ့ဘဝကိုနှစ်သက်တာရဲ့တဲကိုကောက်ရင်တော့လောဘတစ်လုံးနဲ့ဟုတ်လားဒိဋ္ဌောဂဆိုတာကတော့ယုံ nant ကိုပုဂ္ဂိုလ်တ attva လို့အထင်မှားတဲ့သဘောအဝိဇောဂဆိုတာကတော့သစ္စာ၄ပါးကိုမသိတာဘဝရဲ့ဆင်းရဲတယ်ဆိုတဲ့အမှန်ကိုမသိဘူးလောဘဟာဒုက္ခဖြစ်ခြင်းရဲ့လက်သက်တဲ့ခံပဲဆိုတဲ့ဒီအမှန်ကိုလည်းမသိဘူးလောဘချုပ်တဲ့ဒုက္ခချုပ်ရာနိဗ္ဗာန်ဆိုတာကိုလည်းမသိဘူးတော့မဂ္ဂင်၈ပါးဒုက္ခငြိမ်းရာကိုဆက်ရောက်စေတဲ့နောက်တစ်ခုတည်းသောကျင့်စဉ်လမ်းကြောင်းပဲဆိုတာကိုလည်းမသိဘူးအဲ့ဒီမသိမှုကြီး၄မျိုးဒါပါခေါ်တော့အဝိဇ္ဇာအဝိဇ္ဇောကဖြတ်တန်းဖို့အလွန်ခက်တဲ့ရေပြင်ကျယ်ကြီးဆိုတာသူ့ကိုပြောတာတဲ့လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့တဲကိုကောက်ရင်ဒါပဲရရနော်ဟုတ်လားဩဃတရာဟောရင်မာကလွှမ်းကဖိတတ်နှစ်မြုပ်တတ်သည့်အရရက်ပင်ရေရင်တိဤတွင်တမှုတတိသူဖြင့်ညီသူဆွဲညှိအပေထိအောင်မိမိကိန်းရာတတ္တဝါကိုလွှမ်းကဖိတတ်နှစ်မြုပ်တတ်သည့်သုံးရက်သဘောလောဒိတ်မောကိုခေါ်လောဩဃအမည်တည်းတဲ့ဒါတောင်မျိုးဆိုကြီးရေးထားတာအလွန်ကောင်းတာနော်ဩဃရဲ့အဓိပ္ပာယ်ကိုပြောရင်းနဲ့နော်တရားကိုပါကောက်ပြသွားတာဟုတ်လားအဲ့တော့ဒီဩဃ၄ပါးကလည်းပဲကုသန်းဖို့လွန်မြောက်ဖို့အလွန်ခက်ခဲတဲ့အရာဆိုတာကိုမြင်ရသူ့ကိုမလွန်လို့ရှိရင်လည်းဘုန်းတော်ဒီဘက်ကမ်းမှာပဲနေရသူ့ကိုလွန်မြောက်သွားမှသာလေဟိုဘက်ကမ်းကိုရောက်မယ်ပေါ့နော်အဲ့တော့ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းကိုဒီမှာမြတ်စွာဘုရားချက်ပြီးတော့ပြောတယ်ဩရိမန္တိတံသာသင်္ကတပ္ပတိဗျံတိခောဘိက္ခွေတက္ကာယတေတံဒီဝဆန္တံနော်ဘေးဗျံနေများတဲ့ယွန်ရှာပွဲကောင်းတဲ့နော်တန်တရားဖြစ်ဖွယ်ရာတွေများတဲ့စိုးရင်ထိတ်လန့်ရတဲ့ရာတွေများတဲ့အန္တရာယ်ထူပြောတဲ့ဒီဘက်ကမ်းဆိုတာဘာကိုပြောတာလဲဆိုတက္ကာယရဲ့နာမည်ကိုပြောတာတက္ကာယကိုပြောတာတဲ့နော်တက္ကာယဆိုတာတက္ကာယတက္ကာယဒိဋ္ဌိကြောက်တယ်နော်တက္ကာယဆိုတာဒီအဓိကယုံ nant ကိုပြောတာပါဒါပေမဲ့ तू ကဘောဝနာလေးတစ်မျိုးနဲ့ပြောတယ်တထင်ရှားဖြစ်နေတာကာယအစုအပေါင်းနောက်ထင်ရှားဖြစ်နေတဲ့အစုအပေါင်းရုပ်ဆိုတာလည်းအစုအပေါင်းကြီးပဲလေနာမ်ကလည်းပါတော့အစုအပေါင်းပဲနောက်စုပေါင်းနေတဲ့အရာတွေပဲတကယ်တမ်းက
အဲ့ဒါတွေကိုဘုံဘုံတို့တွေကဘာလုပ်တာတော့ခွဲချမ်းစိတ်ဖြာပြီးတော့အသေးစိတ်နားလည်အောင်နော်တတိဝရိယဉာဏ်ပညာဥရှိပြီးတော့ခုတတိပဋ္ဌာန်အလုပ်ကိုလုပ်ကြတာဟုတ်တယ်မဟုတ်လားတက္ကာယလို့သုံးတယ်နော်အဲ့ဒီထင်ရှားဖြစ်ပေါ်နေတဲ့ယုံ nant တရားဒီတက္ကာယတရားတွေဟာဘာတွေတော့နော်စိုးရင်စရာကောင်းတဲ့ထိတ်လန့်စရာကောင်းတဲ့တန်တရားဖြစ်ပေါ်ရာတွေများတဲ့ကြောက်ရွံ့စရာတုန်လှုပ်စရာဘေးတွေအန္တရာယ်တွေပဲလို့အဲ့လိုမြတ်စွာဘုရားဟောဒါကိုယ်စိတ်ထဲကဟုတ်လိုက်တာလို့လက်ခံနိုင်တဲ့အထိကိုယ့်ရဲ့ဉာဏ်ပညာကိုထက်မြက်အောင်ကြိုးစားနိုင်ဖို့လိုမယ်နော်အဲ့လို့ရှိရင်ဟိုဘကန်းဆိုတာဘာကိုပြောတာတော့ပါရိမန္တိတံခေမအပ္ပိပယံတိခောဘိခွေနိဗ္ဗာန်တေတံဒီဝဆန္တနော်ဘေးကင်းတဲ့နော်ထိတ်လန့်စရာကြောက်ရွံ့စရာဘာမှမရှိတော့တဲ့အန္တရာယ်ကင်းရှင်းတဲ့ဟိုဘကန်းဆိုတာနိဗ္ဗာန်ချမ်းသာကိုပြောတာတဲ့မဆုံးသေးဘူးတရားကဒီမှာကုံလန္တိခောဘိခွေရိယတေတံအထင်ကိကတမက္ကတဒီဝဆန္တဟိုဘကန်းနဲ့ဒီဘကန်းကိုသိပြီးခလေကောင်အကြည်ပြင်းကြီးကိုသိပြီးအဲ့မှာသူဘာလုပ်မလို့ကူးမယ်နော်ဘာနဲ့ကူးမလို့ဖောင်လေးဖွဲ့ပြီးတော့ကူးမယ်ကုံလဆိုတာဖောင်ပြောတာဟုတ်လားဖောင်ဆိုတာဘာကိုပြောတာတော့ဆိုဖြူရှင်တန်ရှင်းတဲ့အင်္ဂါ၈ပါးနဲ့ဖွဲ့စည်းထားတဲ့မဂ်ကင်၈ပါးကိုပြောတာတဲ့မဂ်ကင်၈ပါးမှာဘယ်သူကောင်းဆောင်တယ်လို့ကြားဖို့တော့တမ္မာဒိဋ္ဌိနော်သူအရေးပါဆုံးပဲမှန်ကန်တဲ့အမြင်ပေါ့နော်တမ္မာဒိဋ္ဌိဆိုတာဘာကိုပြောတာတော့ဆိုတော့မမြဲတည်တာလည်းဖြစ်တော့ယုတ်တရားကိုမမြဲဘူးလို့သိရင်အဲ့ဒါကိုတမ္မာဒိဋ္ဌိလို့မှတ်လေလို့ခဏဘကတန်ယုတ်ပါဠိတော်မှာအတိလင်းဟောထားတယ်ဒါကဝိပဿနာတရားရှုတဲ့ပုဂ္ဂိုလ်တွေအတွက်သိတဲ့သိလိုက်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမလေးတစ်ခုပေါ့ဒါပေမဲ့တမ္မာဒိဋ္ဌိရဲ့အဓိပ္ပာယ်ကလည်းအခြေခံကစပြီးတော့အမြင့်ထိသူဟာလည်းအဆင့်ဆင့်ရှိတယ်ကံကံရဲ့အကျိုးကိုယုံကြည်တာသိတာမြင်တာလည်းဘာလို့တမ္မာဒိဋ္ဌိပဲသူကအဆင့်အခြေခံအကြဆုံးတမ္မာဒိဋ္ဌိပေါ့ဟုတ်လားပုဂ္ဂိုလ်တ attva တကယ်မရှိဘူးယုတ်တိဏ္ဍတွေသဘာဝတရားတွေပဲကြောင်းကျိုးဆက်ဖြစ်နေတာလို့သိရင်လည်းတမ္မာဒိဋ္ဌိပဲဒါနာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်ပေါ့နော်အနိစ္စဒုက္ခအနတ္တကိုသိတယ်မြင်တယ်ဆိုရင်လည်းဒါပါလေတမ္မာဒိဋ္ဌိပဲမှန်ကန်တဲ့အမြင်ပဲအစစ်အမြင့်ဆုံးတမ္မာဒိဋ္ဌိဒီပါလဲလို့မြင်သစ္စာလေးပါးကိုမြင်တာအဲ့ဒီကြတော့မှတမ္မာဒိဋ္ဌိကအစစ်အမြင့်ဆုံးကိုရောက်သွားတာဘဝဆင်းရဲတယ်လို့တကယ်မြင်ဖို့နော်လောဘဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားပဲဆိုတာတကယ်မြင်ဖို့တကယ်မြင်တကယ်ပယ်နိုင်မှာလောဘကိုဟုတ်လားနော်နိဗ္ဗာန်ဟာဒုက္ခငြိမ်းရာပဲနိဗ္ဗာန်ဆိုတာဘာတော့လောဘငြိမ်းရာကိုပြောတာတကယ်မြင်ဖို့တကယ်မျက်မှောက်ပြုနိုင်မှာပဲတကယ်မြင်ရင်ဟုတ်လားတော့တမ္မာဒိဋ္ဌိဆိုတာအဲ့ဒီထိသွားတာနော်အဲ့ဒီတမ္မာဒိဋ္ဌိဖြစ်လာပြီဆိုလို့ရှိရင်မင်းကုန်းစတော်ကြီးကအမြဲတမ်းသူတရားထဲမှာထည့်ဟောတယ်ယထာတွဲကြီး၈တွဲမှာခေါင်းတွဲကိုသာနော်ခုတ်မှောင်းနိုင်အောင်ကြိုးစားနောက်တွဲ9တွဲဟာအလိုလျောက်နောက်ကနေပါလာမယ်လို့နော်မဂ္ဂတန်ယုတ်ဒေသနာတွေကိုအခြေခံပြီးတော့ဆိုကြီးကအဲ့လိုနော်ဥမာလေးနဲ့ပေးတာတမ္မာဒိဋ္ဌိကိုသာဖြစ်အောင်လုပ်နော်အမြင်သာမှန်ပါစေအတွေးလည်းမှန်လိမ့်မယ်အပြောလည်းမှန်လိမ့်မယ်အလုပ်လည်းမှန်လိမ့်မယ်အသက်မွေးဝမ်းကြောင်းမှုလည်းမှန်လိမ့်မယ်ဟုတ်လားကြိုးစားအထုတ်မှုလည်းမှန်လိမ့်မယ်အောက်မေ့အမှတ်ရမှုလည်းမှန်လိမ့်မယ်တည်ငြိမ်မှုဆိုတာလည်းမှန်သွားလိမ့်မယ်မဂ္ဂင်၈ပါးကိုမြန်မာလိုပြောလိုက်တယ်ဟုတ်လားဘာမှန်ဖို့အရင်ကြိုးစားရမှာတော့အမြင်မှန်ဖို့အရင်ကြိုးစားရမယ်အမြင်မှန်အခြေခံခိုင်မာဖို့အလွန်ရေးကြီးရနော်ဒါကြောင့်တရားအထုတ်တယ်ဆိုရင်လည်းအမြင်မှန်လေးတွေရှိထားရမယ်အနည်းဆုံးဘယ်လောက်ထိသုတ္တမယဉာဏ်ရှိရမလို့အမြင်မှန်ဒီသဘာဝတရားတွေဟာနော်နေဆဒုက္ခအတ္တအနေနဲ့မှားယွင်းစွာဆွဲလန်းသိမ့်ပိုက်တဲ့အရာတွေမဟုတ်ဘူးဆိုတဲ့အခြေခံအမြင်မှန်ရှိရမယ်ဒါတွေဟာမတည်မြဲတဲ့အရာတွေမကောင်းမွန်တဲ့အရာတွေတန်ဖိုးမဲ့တဲ့အရာတွေဆိုတဲ့မှန်ကန်တဲ့အမြင်အခြေခံရှိရမယ်နော်ဆွဲလန်းစရာသိမ့်ပိုက်စရာကောင်းတဲ့အရာတွေမဟုတ်ဘူးလို့အရင်မြင်ထားရမယ်အဲ့ဒါလည်းဘာတစ်မျိုးတော့တမ္မာဒိဋ္ဌိတစ်မျိုးပဲနော်သဘောပေါက်လားအဲ့ဒီတမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ္ဂင်၈ပါးတော့ဒီဘက်ကန်းကိုထားခဲ့နိုင်ဖို့အတွက်ဟိုဘက်ကန်းကိုရောက်သွားဖို့အတွက်သူဒီပါတော့အသုံးပြုရမယ်ဖောင်မယ်တဲ့နော်အဲ့ဒီဖောင်ပေါ်မှာစီးပြီးတော့ဘုန်းတို့ဘာလုပ်အောင်မလို့ဟာခြေတို့လက်တို့နဲ့ရဲရအောင်မယ်ဟုတ်လားဟိုဘက်ကိုရွေ့သွားအောင်လုပ်အောင်မယ်ဟုတ်လားအဲ့ဒါကိုလည်းမြတ်စွာဘုရားပြည့်စုံထည့်ဟောတယ်တတ္တဟတ္တိဣဇာပါရိဣဇာဝိုင်မောတိခောဘိခွေဝရိယဓမ္မတေတံအဓိဝဆန္တခုနရာဇဝသားရဲ့ခြေတို့လက်တို့နဲ့လုံးလာကြုတ်ကိုအထုတ်ပြီးတော့ဟိုဘက်ကန်းကိုရောက်အောင်သူကူးသွားတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ဝရိယတရားကိုပြောတာတဲ့ဟုတ်လားနော်သွားမှရောက်မှာနော်လုံးမှရမှာဟုတ်လားသဘောပေါက်ရဲ့လားဝရိယတရားဘယ်လိုလုပ်ရမလဲဆိုတာကိုသိပြီးကြပြီဘယ်လိုလုပ်ရမှာတော့သတိထားတဲ့လုပ်ငန်းစဉ်ကိုလုပ်ရမှာနော်ဘာလေးပဲဖြစ်သတိမလို့เสียဘူးဒါကိုအတိအမှတ်ပြုပြီးတော့နေရဒါဖြစ်သွားတယ်သိလိုက်တယ်ဒါဖြစ်သွားတယ်သိလိုက်တယ်အဲ့ဒါကိုသိနေရင်သူတို့အကြောင်းကိုနားလည်လာမယ်ဘယ်လိုနားလည်လာမလို့အိဋ္ဌဒုက္ခအနတ္တတွေပဲလို့နားလည်လာမယ်အဲ့လိုနားလည်တာကိုကဘာလို့နေတာတော့နော်မူကြီးလေးကောင်ကလွတ်အောင်ပြေးနေတာလူသက်သမား9ယောက်ကလွတ်အောင်ပြေးနေတာ
အတွင်းလူရဲ့လက်ကလွတ်အောင်ပြေးနေတာဒီဘက်ကန်းနဲ့ဟိုဘက်ကိုရောက်အောင်ကူးနေတာအတူတူပဲပြေးလွှားနေတာဉာဏ်ပညာခြေလှမ်းများဖြင့်ပြေးလွှားနေတာပေါ့နော်တတိပဋ္ဌာန်လုပ်ငန်းစဉ်ကိုဘုန်းဘုန်းတို့ဓာတ်ရိုက်နော်နားလည်ပြီးတော့ကျင့်သုံးနေခြင်းဒီပင်လေဘုန်းဘုန်းတို့ဘာလုပ်နေတာတော့ဉာဏ်ပညာတွေနဲ့ပြေးနေတာဒုက္ခတွေကလွတ်အောင်ပြေးနေတာဒီသဘောနော်တိန်နောပါရင်ကတော့ထလေတိတိပြမနောတိခေါ်ပေးခွေအရဟတောဧတံတိဝဆန္တဟာဒီဟာကိုကူးလို့ဟိုဘက်ကန်းရောက်သွားပြီဆိုတော့ဟောအရေးကောင်းကောင်းလေးမှာနော်ကြောက်ကြမှုကင်းကင်းတောင့်တမှုကင်းကင်းနဲ့ဘာဆိုရင်မှုမှမရှိတော့ဘဲနဲ့ငါတော့လွတ်ပြီးကျွတ်ပြီးဆိုပြီးတော့ထိုင်းနေတယ်ဆိုတာဘယ်သူကိုပြောတာတုံးဆိုတော့ယဟန္တာပုဂ္ဂိုလ်ပြောတာတဲ့နော်တိန်နောပါရင်ကတော့ထလေတိတိပြမနောဟိုဘက်ကန်းကိုရောက်ပြီးတော့ကုန်းထက်မှာတီနေတဲ့သူတော်ကောင်းဆိုတာဘယ်သူကိုပြောတာဆိုတော့ယဟန္တာကိုပြောတာတဲ့အဲ့ဒီမှာဥမာဥမရလေးဟတ်နေလို့တစ်ဆက်တည်းမှတ်เสียကဒီဖောင်ကြီးကိုဘုံဘုံတို့အသုံးပြုပြီးတော့ဟိုဘက်ကန်းကိုရောက်အောင်ကူးသွားပြီဟိုဘက်ကန်းရောက်တဲ့အခါမှာဒီဖောင်ကြီးကငါ့အတွက်ကြိုးကြီးစုများလိုက်တာဆိုတော့ဖောင်ကြီးကိုတည်သွားတယ်လို့ရှိလားဖောင်ကိုထားခဲ့တာဒီဥမာလေးကဒေသနာတစ်ခုမှမြတ်စွာဘုရားဟောတာရှိတယ်ကိုယ့်အတွက်အလွန်ကြီးစုများတဲ့အဆင့်အမြင့်ဆုံးသူတော်ကောင်းတရားလို့ဆိုတဲ့ဒီဖောင်ကိုတောင်မှဆွဲလန်းဖို့တိမ့်ပိုက်ဖို့မသိဘူးသူ့ကိုတောင်ထားခဲ့ရမှာကြံတာတွေဆိုတာတော့မပြောတော့နဲ့ဟုတ်လားအဲ့ဒါစဉ်းစားနော်တချို့လူတွေတရားအထုတ်ရင်းနဲ့ဟိုဟာဆွဲဒီဟာဆွဲဟိုဟာမဟိုဟာဒီဟာမဒီဟာဆွဲနေတာလေးတွေရှိတယ်ဟုတ်လားဖောင်ကိုတောင်ဘာလုပ်ခဲ့ရမှာတော့ထားခဲ့ရမှာနော်ဖောင်ကိုတောင်ထားခဲ့ရအဲ့ဒါမြတ်စွာဘုရားပြောတာနော်အကုသိုလ်ဆိုတာတွေကိုမပြောတော့နဲ့တခြားကုသိုလ်ဆိုတာတွေကိုမပြောတော့နဲ့မဲခင်၈ပါးကိုတောင်ဘာလုပ်ခဲ့ရမှာတော့ထားခဲ့ရမှာသဘောပေါက်ရလားအဲ့ဒီကြတော့မှဘုန်းဘုန်းတို့ဒေသနာကအဆုံးသတ်သွားတယ်နော်တဏှာကြီးတိတိပဲဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ဒါလေးကိုအဆုံးသတ်ကလေးပြောပါဦးမယ်ဟုတ်လားတရားစဟောခြင်းဒီသုတ်တန်ကိုဘယ်လိုရွယ်ချက်နဲ့ဟောတာလဲဆိုတော့ဘဝမှာကိုကတကယ်ဘယ်လိုနေရတာတော့ဘယ်လိုဘာတွေဖြစ်ရင်းနဲ့နေနေတာတော့ဆိုတာလေးကိုဒီသုတ်တန်အရာဘုန်းဘုန်းကဘယ်လိုခံစားသိနေတာတော့ဘယ်လိုနားလည်သိနေတာတော့ဆိုတော့ဒုက္ခဖြစ်ရင်းနဲ့နေနေတာပါလားဆိုတာကိုမြင်စေခြင်းလားဒီဒေသနာကဘယ်သူတွေကိုအကြောင်းပြုပြီးတော့ဟောတာတော့ဒုက္ခလက္ခဏာနော်အထင်အမြင်များတဲ့ယဟန်တော်တွေကိုဟောတာလို့ပြောခဲ့တယ်နော်ဟုတ်လားဒါမှမဟုတ်ဒီသုတ်တန်ကိုအကုန်လုံးသုံးသပ်ကြည့်လိုက်ဟုတ်လားဆင်းရဲပြီးဆင်းရဲဆင်းရဲပြီးဆင်းရဲနော်ဘလို့ဆင်းရဲနေတာဘယ်ပုံဆင်းရဲနေတာဆင်းရဲကိုရှုတော်မျိုးစုံကနေပြီးတော့ရသော်ဘုရားရှုမြင်သုံးသပ်ပြတယ်ဟုတ်လားဝေကြီးလေးကောင်တက်ကြီးလေးပါခြေမရွေးစိတ်တက်နိုင်တယ်အာမခံချက်ဘာမှမရှိဘူးနော်အခုပြုံးပြုံးရွှင်ရွှင်နေနိုင်မလို့တော့ကြမဲ့ရွယ်ပြီးတော့နေရင်နေရမှာနော်ဟုတ်တယ်မဟုတ်လားဒါမိုးကြီးလေးကောင်နဲ့ပတ်သက်ပြီးတော့အဲ့လောက်လေးတော့ဘုံဘုံကတွေးမိစေခြင်းနဲ့ပေါ့ဟုတ်လားခန္ဓာ၅ပါးလူသက်သမား၅ယောက်အမြဲတမ်းပျက်စီးနေတယ်ဘောပျက်စီးရင်းနဲ့သွားနေတာဆိုတာမြင်ရမယ်ဟုတ်လားပြီးရင်လောဘကိုဘယ်လိုနားလဲရမလို့မယုံရဘူးဒါပေမဲ့ကိုကဘာလုပ်ထားလဲအယုံကြီးယုံထားတယ်ဟုတ်လားမယုံရတဲ့လူတွေမှာလောဘဟာထိတ်ဆုံးကပါတယ်ဆိုတာကိုဒီဒေသနာအရခံစားတတ်စေခြင်းနဲ့ဟုတ်လားဟိုမျိုးမျိုးပြောမှာနော်မြတ်စွာဘုရားဘယ်လိုနာမည်ပေးတော့သူအတွင်းလူယုံလို့နာမည်ပေးတာဒါလေးတွေကိုစွဲသိခြင်းတာဟုတ်လားကိုတန်ဖိုးထားပြီးတော့နော်အမာခံအနေနဲ့ထားတာဘယ်သူတွေကိုထားနေတာတော့မျက်စိနားနာလျှာကိုစိတ်ကိုတန်ဖိုးထားနေတာနော်ဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကိုဉာဏ်ပညာနဲ့ရှာဖွေတဲ့အခါပါတော့တန်ဖိုးရှိတာဘာမှမတွေ့ရဘူးတဲ့စိတ်သုံးနေတယ်ကောင်းတာဘာမှမရှိဟုတ်လားကောင်းတာမရှိုံနဲ့လားမဟုတ်သေးဘူးဓမြ6ယောက်ကလာပြီးတော့မီးရှို့တယ်ဟုတ်လားနှစ်သက်ဖွယ်မနှစ်သက်ဖွယ်အာယုန်တွေကဒီဓွာရတွေဒီတဲကုတ်ကလေးတွေဘာလုပ်နေတော့မီးလာရှို့နေတယ်ဘာမီးတော့ဇာကမီးဒေါသမီးပေါ့နော်ဆွဲမဲ့တယ်မကျေနပ်ဘူးဒါပါပဲဒီလိုသွားနေတယ်ဟုတ်လားဒါကဘုန်းဘုန်းတို့ကြောက်မွဲ့ဖွယ်ရကောင်းတယ်ဒီပကန်းတီးဟူတော့နော်နေထားလေးကိုပြောပြတာဟုတ်လားအဲ့ဒါကိုလွန်မြောက်ခြင်းတယ်ဆိုရင်ဘုန်းတို့ဘာလုပ်ရမလို့ရေပြင်ကျဲကိုလွတ်အောင်ကူးရမယ်ရေပြင်ကျဲရဲ့ဟိုဘက်ကိုရောက်အောင်လုပ်ရမယ်ဩဃလေးပါလွတ်အောင်လုပ်ရဘာနဲ့လုပ်ရမှာတော့ဖောင်စည်းပြီးတော့သွားရမယ်ပေါ့ဟုတ်လားမဲ့ခင်၈ပါးဖောင်စည်းသွားနော်အဲ့ဒါဆိုရင်ဟိုဘကန်းတီးဟူတော့ဘေးကင်းရာကိုရောက်သွားဟိုဘကန်းကိုမရောက်မချင်းတော့ဘုန်းဘုန်းတို့တွေဟာဘေးရန်ထူပြောတဲ့ကြောင်းဘက်ဖွယ်ရာအနေထားထဲမှာပဲနေရသေးတယ်လို့ဉာဏ်ပညာနဲ့ခံစားတတ်စေခြင်းတယ်ပေါ့ဟုတ်လားနော်ဒါပါတော့မှန်ကန်တဲ့အမြင်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အတိဝိသောမတုတ်တန်တဲ့ပြောရင်ပြောသလောက်နော်ကျေပြန့်တဲ့ဒေသနာကြီးတော့ပေါ့နော်တစ်ခုတစ်ခုကိုဘုန်းဘုန်းတို့နော်ဇလန်းလေးတွေဝတ္ထုလေးတွေအကြောင်းအရာလေးတွေဖြည့်ရွှက်ပြီးတော့အေးစီလေးပြောမယ်ဆိုရင်နော်ဥမာတစ်မျိုးကိုနော်တရားတပုတ်ဟောမယ်ဆိုရင်လည်းဟောလို့မရနိုင်ဘူးလားရနိုင်တာပါပဲဒါပေမဲ့တချို့ဟာလေးတွေကြက်တော့လည်းပဲ
နော်အတူချုပ်ကလေးခြုံငုံသုံးသပ်ပြီးတော့သိရတာလေးကအရာသာနော်ပိုတောင်ပြည့်စုံသွားတယ်လို့စိတ်ထဲမှာခံစားရတယ်ဟုတ်လားယောဂီတို့လည်းအဲ့လိုခံစားရလိမ့်မယ်လို့ဘုံဘုံကမျှော်လင့်ပါနော်အဲ့ဒါဘုံတို့တရားဒေသနာနာယူရင်းဖြင့်အလွန်တန်ဖိုးကြီးမားတဲ့ပညာဆိုတဲ့ကောင်းမှုဖြစ်ကြရတယ်ကုသိုလ်တွေဖြစ်ကြရတယ်ဟုတ်လားဤကုသိုလ်ကောင်းမှုအဆုသူတို့ကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း